စွာဘုရားပေးလိုက်တယ်အေးတဲ့လောကကြီးမှာပုဗ္ဗကာရီမိမိကိုအရင်ကျေးဇူးပြုတဲ့ပုဂ္ဂိုလ်ဆိုတာလည်းပဲမိမိကိုယ်တိုင်ကရှာဖွေပြီးအတိအမှပြုရမယ့်ပုဂ္ဂိုလ်ဖြစ်ပါတယ်ကတိညုတကတဝေဒီပုဂ္ဂိုလ်ဆိုတာလည်းမိမိကိုယ်တိုင်သူတစ်ပါးရဲ့ကျေးဇူးကိုသိတဲ့အတိုင်းလည်းပြန်ပြီးပေးဆက်တဲ့ပုဂ္ဂိုလ်မိမိကိုယ်တိုင်ဖြစ်ရပါမယ်အဲ့ဒါလိုသူတစ်ပါးရဲ့ပြုဖို့တဲ့ကျေးဇူးကိုသိပြန်လေပေးဆက်လိုက်ပြီဆိုရင်အဲ့ဒီအမျိုးကောင်းသားအမျိုးကောင်းသမီးဟာဆိုရင်တဲ့လူနဲ့နိဗ္ဗာန်သုံးတန်ချမ်းသာတဲ့လူချမ်းသာလူဘဝကြီးမှာနေတဲ့ချိန်မှာအဲ့ဒီပုဂ္ဂိုလ်ချမ်းသာကြောင်းအကျင့်ကိုကျင့်နေတာနဲ့အတူတူပဲဒီဘဝကြီးကတည်သွားရင်လည်းလူချမ်းသာတချမ်းသာကနေနိဗ္ဗာန်ချမ်းသာအထိလည်းပဲအဲ့ဒီကုသိုလ်ကံကသူ့ကိုစောင့်ရှောက်နိုင်တယ်အဲကြောင့်မြတ်စွာဘုရားမင်းတို့အားလုံးကတိညုတကတဝေတိသူတော်ကမိမိကိုပြုဖို့တဲ့ကျေးဇူးကိုသိတဲ့အတိုင်းလေးပြန်လေပေးဆက်တဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်လုပ်ကြလို့ဒီလိုမျိုးပြင်ခဲ့ပါလေဘုရားပေါ့နော်ဟုတ်ပါဗျာဒီကနေ့ဘုံဘုံတို့ဝိရိယဝကျင့်ပါတယ်ဆိုတာအဲ့ဒါပါပဲကျင့်ပါရဲ့ကျင့်ပါစဉ်နဲ့လောကလူတွေလှုပ်တယ်လို့ဘုန်းကြီးတွေလှုပ်တယ်လို့လှုပ်တာလဲမှန်ပါလေဒါလောကထဲမှာဒါတွေကရှောင်ကွင်းလို့မရသို့တော့ရည်ရွယ်ချက်ကတော့အဲ့ဒါပါပဲမိမိပေါ်မှာကျေးဇူးပြုဖို့တဲ့ပုဂ္ဂိုလ်တွေကျေးဇူးကိုအာယုံပြုပြီးတော့ဘယ်လိုပေးဆိုင်ရမလဲဆိုတာကိုအာယုံပြုရင်းနဲ့ဒီကုသိုလ်တွေကိုဘုံဘုံတို့လုပ်တာဖြစ်ပါလေအဲ့တော့မြတ်စွာဘုရားကသူတစ်ပါးရဲ့ကျေးဇူးကိုသိတဲ့အတိုင်းနဲ့ပြန်လေပေးဆက်တဲ့ပုဂ္ဂိုလ်တွေဟာတဲ့ဒီဘဝချမ်းသာကြောင်းကိုလည်းကျင့်သုံးနေတာဖြစ်တယ်လို့သံဃာမှာလည်းလူချမ်းသာနတ်ချမ်းသာကနေနိဗ္ဗာန်ချမ်းသာရဖို့အထိအကောင်းဆုံးကုသိုလ်ကံကိုဖြည့်ဆည်းနေတာဖြစ်တယ်လို့မိန့်လိုက်တဲ့အခါမှာတို့အားလုံးဒီတိချာဘောကတိညုတကတဝေတိသူတစ်ပါးရဲ့ကျေးဇူးကိုသိဆက်တဲ့ပုဂ္ဂိုလ်တွေဖြစ်နေဖို့မလိုဘူးလားလိုတယ်အဲ့ဒါကြောင့်သူတော်ရဲ့ကျေးဇူးကိုသိဆက်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်ဖို့ဆိုရင်နံပါတ်1ပုပ္ပကာရီမိမိကိုအရင်ကျေးဇူးပြုခဲ့တဲ့ပုဂ္ဂိုလ်တွေကိုသိအောင်လုပ်ဖို့မလိုဘူးလားမိမိကိုကျေးဇူးပြုခဲ့တဲ့ပုဂ္ဂိုလ်တွေကိုသိမှသူတို့ကိုပြန်ပြီးကိုယ်ကကျေးဇူးဆက်လို့ရမှာပေါ့ကိုယ်ကိုပြုထားတဲ့ကျေးဇူးရှင်ကိုတော့မှအတိမတ်ပြုပြီးတော့ကျေးဇူးရှင်ကိုသိအောင်မလုပ်ဘူးဆိုရင်ကျေးဇူးဆက်တဲ့ကတိညုတကတဝေဒီအဆင့်ကိုရောက်ပါမလားမရောက်တယ်ဒါကြောင့်မြတ်စွာဘုရားပုဗ္ဗကာရီမိမိကိုအရင်ကျေးဇူးပြုတဲ့ပုဂ္ဂိုလ်ဟာလောကကြီးမှာ၄ယောက်ရှိတယ်လို့မိန့်ကြားခဲ့ပြောကြည့်မိမိကိုအရင်ကျေးဇူးပြုတဲ့ပုဂ္ဂိုလ်လောကကြီးမှာရှာတတ်မယ်မြင်တတ်မယ်ဆိုရင်ဘယ်နှယောက်ရှိတယ်၄ယောက်ဒါကဘုရားဟောနော်ဘုရားဟောကမှနောက်တဲ့ကိုကျေးဇူးရှင်တတ်မှတ်ပြီးသိမယ်ဆိုရင်အများကြီးပွားလို့မရဘူးလားရတယ်တကယ်ကတော့မဖြစ်မနေရတော့ပြိတ္တိဒီ၄ယောက်ကတော့မိမိရဲ့စိတ်ထဲမှာသိထားရမယ်သိတဲ့အတိုင်းနဲ့ပြန်လဲပေးဆက်ရမယ်အဲ့ဒီ၄ယောက်ကဘယ်သူတွေလဲဆိုရင်ဒီနံပါတ်1နားထောင်ကြည့်မာတာပိတရောဘေကဝေပုဗ္ဗကာရီနောဗုဒ္ဓဒီတရောကတိညုကတဝေဒီနောဘေကဝေလူနဲ့နိဗ္ဗာန်သုံးတန်ချမ်းသာရလို့ကြာညာအမျိုးကောင်းသားမျိုးကောင်းသမီးပေါင်းဥတ္တရောကောင်းတို့မာတာပိတရောမြေမောတောမကကျုတိမိဘနှစ်ပါးလို့ခေါ်တဲ့မွေးသမီးခင်မွေးသဖခင်တို့သည်ဥပ္ပကာရီမိမိရဲ့ဘဝမှာပထမဆုံးရလိုက်တဲ့အရင်ကျေးဇူးပြုတဲ့ပုဂ္ဂိုလ်တို့ညီပါပေ၏မိမိဘဝမှာပထမဆုံးတွေ့လိုက်တဲ့ပုဗ္ဗကာရီဘာပြောလေးချက်မှမထားပဲမိမိကိုအရင်ကျေးဇူးပြုတဲ့ပုဂ္ဂိုလ်ဟာတခြားမှမရှာနေတဲ့မြေမောတောမကကျူးတိဆိုတဲ့ဂုံတုနဲ့ပြည့်စုံတဲ့အိမ်ကအမေနဲ့အဖေပါပဲနံပါတ်1ပုပ္ပကာရီပုဂ္ဂိုလ်ကိုဘုရားရှင်ပြလိုက်ပြီဘယ်သူလဲအဖေနဲ့မေတဲ့ရောလောင်းတို့တဲ့မင်းတို့ရဲ့အိမ်မှာမင်းတို့ကိုဝေးပြီးသားမင်းတို့ကိုကျွေးမွေးဆောင်ကြပေးခဲ့တဲ့အဖေနဲ့အမေတို့သည်မင်းတို့ရဲ့ဘဝမှာပထမဆုံးတွေ့လိုက်တဲ့ပုပ္ပကာရီနောကိုယ်ကိုအရင်ဆုံးကျေးဇူးပြုလိုက်တဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါပေကုန်၏
ဒါဆိုရင်နံပါတ်1တို့သိရမယ့်ပုဂ္ဂိုလ်ဒီငါဘဝကိုအရင်ဆုံးကျေးဇူးပြုခဲ့တဲ့ကျေးဇူးရှင်ဟာအဖေနဲ့အမေပဲဆိုတာကိုတော့အသေးသေးဆွဲနေအောင်မှတ်ထားဖို့မလိုဘူးလားလိုတယ်အသေးသေးဆွဲနေအောင်မှတ်ထားရုံနဲ့ရောပြီးပါမလားဒီမှာပဲတခါတည်းမြတ်စွာဘုရားမိတ်လိုက်တယ်နော်ဘလောက်တောင်မိတ်လိုက်လဲဆိုရင်အဲ့ဒီအမေနဲ့အဖေကိုကျေးဇူးဆက်ရမှာဘယ်သူတွေလဲဆိုတခါတည်းမိတ်လိုက်တယ်ဗုဒ္ဓဒီတော်အဲ့ဒီအမေနဲ့အဖေမွေးပေးထားတဲ့ကျွေးမွေးဆောင်ရှောက်ခဲ့တဲ့သာသမီတို့သည်ဒါကဓာတ်ရိုက်လောက်ကိုလုပ်ရမှာသာသမီတွေအဲ့ဒီကနေမှနောက်တစ်ဆင့်မိဘတွေကစိုးစိုးမှကောင်းရင်သာသမီကနေနောက်တစ်ဆင့်ညီတို့သည်နောက်တစ်ဆင့်မြစ်တို့သည်နဲ့မြစ်လောက်အထီးကတော့ဘဝထဲမှာအားလုံးတို့တွေတော်တော်များများရှိလားမရှိလားရှိလားမရှိလားရှိတယ်ဘုံဘုံအမေဆိုရင်အခုမြည်တွေရှိတယ်မြည်ကလည်းအခုမြစ်တွေရှိတယ်မြစ်တွေဒီမှာသူ့မြစ်အကြီးဆုံးကောင်ဆိုရင်အခုဆိုလို့ရှိရင်10တန်းတော့အောင်သွားပြီဒါအမေ89ရောက်တော့မြစ်ပန်ရှိနေပြီဒီတော့ပြောနေတာကအဲ့ဒီမိဘနှစ်ပါးကိုကျေးဇူးဆက်ရမယ်ဘယ်သူတွေဆက်ရမှာလဲဆိုရင်ဘုရားတခါနဲ့တန်းရဟောတာလေဘုရားဒီလည်းတော့အဲ့ဒီအမေကမွေးပြီးတော့အပွေကကျွေးမွေးစောင့်ရှောက်ခြင်းကိုခံယူခဲ့ကြတယ်သာသမီတွေမြည်မြည်တွေသည်တဲ့အမေနဲ့အဖေရဲ့ကျေးဇူးကိုသိနေသိပြီးတော့ပြန်လဲပြီးဆိုင်ကြရမယ်ပုံကိုယ်တွေဒီပါပြီဒါဆိုရင်မိဘနှစ်ပါးရဲ့ကျေးဇူးကိုအရင်ဆုံးသိအောင်ဆက်ရမှာပြီးတဲ့အတိုင်းလက်တွေ့ဆက်ရမှာဒီနံပါတ်1သာသမီတွေနံပါတ်2ဒီသာသမီတွေကမွေးကွေးလာတဲ့မြေတွေအဲ့ဒီမြေတွေကနေနောက်တစ်ဆင့်မွေးလာတဲ့မြစ်တွေအထီးတဲ့အဲ့ဒီလိုလေးလက်ဆင့်တန်းပြီးတော့ကျေးဇူးရှင်ကိုသိတတ်ဆက်လိုက်မယ်ဆိုရင်တို့အားလုံးလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာပြီးရစေနိုင်တဲ့ကုသိုလ်တွေကိုဆောင်ရွက်လိုက်တာနဲ့တူလားမတူလားအဲ့ဒီလိုမျိုးကြိုးစားဖို့မလိုဘူးလားလိုတယ်ပြီးတော့နံပါတ်1ဒီစကားလေးကိုပြိဿပြန်ပြီးတော့သုံးသပ်ကြည့်နောက်တစ်ချက်ပြီးတော့မှဒါလေးပြန်လာမယ်ဒီနေ့အဲ့ဒီ၄မျိုးလုံးကိုအရင်ပြောလိုက်မယ်နံပါတ်1ကျေးဇူးရှင်မောင်စမင်းဘယ်သူလို့ထင်လဲပေါ့မင်းစိတ်ထဲမှာပြောကြည့်စမ်းဟုတ်ကဲ့မိပေါ်မှာတော့ရင်ဆုံးတာစမ်းစမ်းရကာယကံဝစီကံမြောက်ကူညီပေးခဲ့တဲ့ကျေးဇူးရှင်နံပါတ်1မြတ်စွာဘုရားမိန့်လိုက်တယ်အာသရိယောပိသာယဘိကဝေပုဗ္ဗကာရိနောအန္တေဝတိကာကတိညုကတဝေတိနောဘေကဝေပရိသလေးပါจิตจิตမိတို့အာသရိယောပိသာယတလုံးတစ်ပါးသာသုံးပါးပဲဖြင့်သုံးသင်ပေးတဲ့ကျေးဇူးရှင်ဆရာမြတ်တို့သည်ဘုဗ္ဗကာရီနောမိမိရဲ့ဘဝမှာပထမဆုံးကျေးဇူးပြုလိုက်တဲ့ကျေးဇူးရှင်အစစ်ဧကံဖြစ်ကြပါပေကုန်၏နံပါတ်ကတော့စီနီယာတိုင်းသွားတာနော်နောက်တစ်မျိုးပြောမှာနံပါတ်2အနေနဲ့ဆိုရင်ကိုယ့်ဘဝမှာပထမဆုံးကျေးဇူးပြုခဲ့တဲ့အရင်ကျေးဇူးပြုတဲ့ကျေးဇူးရှင်မှာဆရာသမားတွေနံပါတ်2ကဘယ်သူတွေလဲဆရာသမားဆရာသမားတွေဆရာသမားဆိုရင်နည်းနည်းလေးချက်လိုက်ဆရာသမားဆိုပြိဿရဲ့ဒီလောကကြီးထဲမှာတို့ဘုန်းကြီးလောကမှာဧကုတ္တပါဠိတော်မှာမြတ်စွာဘုရားဟောတာလေဆရာဘယ်နှပါးတော်ရှိဆရာ5မျိုးရှိတယ်ဆရာဘယ်နှမျိုးရှိ5မျိုးရှိပါ5မျိုးရှိတယ်နံပါတ်1ကဥပိ္ပဇာစရိယပါဠိလေးပြောဖို့ပြောကြည့်စမ်းပါတဝါကြီးပြောလေတော့မမီဘာစရိယလဲဥပိ္ပဇာစရိယပြောကိုထင်းတယ်ဘာစရိယလဲဥပိ္ပဇာစရိယပါဗျာကိုထင်းတယ်ပြောတယ်ဥပိ္ပဇာစရိယဆိုမြေနားလျောင်မြေကိုထင်းတယ်ဒုလဘဝတ်ပူတယ်ပေါ့မှန်ပါဗျာဒုလဘဝတ်တဲ့အခါမှာရှင်သာမဏေပြုတ်ပြီးပြီဆိုရင်ဒါမှမဟုတ်ရဟမခံခင်မှာဥပိ္ပဇာယောပိဗန္တိဟောဟိအရှင်ဘုရားဒီတပည့်တော်ရဲ့အပြစ်ကြီးအပြစ်ငယ်ကိုဆုံးမပေးတတ်တဲ့ဥပိ္ပဇေဆရာဖြစ်ကိုလက်ခံတော်မူပါဗျာလို့ဥပိ္ပဇေဆရာမယူရဘူးလားအဲ့ဒါကိုပြောတာသာမသိပြီဘူးနော်ကိုယ့်ဘဝယဟန်ဘဝရောက်ဖို့ရန်အတွက်လောကမှာလူသားတယောက်ဟာအမေအဖေရှိမှတင့်တယ်လို့ပဲကိုရင်နဲ့ယဟန်တစ်ပါးသည်
ဥပိ္ပစေဆရာမရှိရင်ဒါညာမဟုတ်ဘူးနံပါတ်1ဥပိ္ပစေဆရာရှိရတယ်အဲ့တော့နံပါတ်1တို့ညာနေမှာပထမဆုံးကိုယ်နေမှာပထမဆုံးတွေ့တဲ့ဆရာဒီဥပိ္ပဇာစရိယဥပိ္ပစေပေးတဲ့ဆရာနောက်တစ်ခုကျတော့ဥပသံပဒစရိယတဲ့ဥပိ္ပစေယူပြီးတော့ကမ္မဝကံဆောင်ပြီးတော့ယဟန်အဖြစ်ကိုတင်ပေးတဲ့ဆရာကိုဥပသံပဒစရိယလို့ခေါ်တယ်ဆရာနှမျိုးရှိတော်ပြီနော်အဲ့ဒီတော့ယဟန်ဖြစ်တော်ပြီနေတယစရိယနေတယဆိုနိပိလမ်းပြတဲ့ဆရာသမားဘယ်လိုဆရာလဲဘုန်းကြီးပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်အဲ့ဒါကြတော့ဆိုင်လာပြီနိပိလမ်းပြအာမင်းဒီအလုတ်ကံကိုဒီလိုလုပ်ကွာဥမာတက္ကမကြီးဆိုရင်ဟဲ့မိမိနဲ့ဒီငါးကြောက်ကိုဒီလိုတော့ဟိုမှာဘိတ်ကိုမှငပိကြတော့ဘင်ငပိကိုကြိုက်တာဘယ်သူတွေကဟောစသည်ဖြင့်ကိုယ်ရဲ့ကြွကျင်တဲ့လူတွေကဘယ်နေရာကကောင်းတယ်ဘယ်နေရာကမကောင်းဘူးဘယ်လိုလုပ်ဘယ်လိုနဲ့နိပိလမ်းပြရင်လည်းဒါပဲနေတိဆရာပဲတဲ့ဟုတ်လားဘုံဘုံတို့ကလည်းဒီတည်းပဲတရားဟောဓမ္မဂတိကလေကိုတော့ဒီလိုရွတ်ဒီလိုဟောတယ်ဒီတုတ်တန်ဒီလိုကြက်ပြီးတော့ဒီလိုဟောရင်ဒီဟာကဒီလိုဟောကွာရတယ်လို့ပြောရင်စာသင်ပေးတာပုံပဲလို့နေတယစရိယနီးပေးတဲ့ဆရာဒါကြောင့်မယ်နော်ဥပိ္ပဇာစရိယဥပိ္ပစေဆရာဥပဒဗရစရိယကံဆောင်ပေးတဲ့ဆရာနံပါတ်3ကနေတယစရိယနီးပေးတဲ့ဆရာနံပါတ်4ကျတော့ဥဒ္ဒေသာစရိယစာသင်ပေးတဲ့ဆရာဟောဆရာစာသင်ပေးတဲ့ဆရာနံပါတ်5ကျတော့ဩဝါဒစရိယတဲ့ကိုယ်ကိုလမ်းမမရောက်အောင်လမ်းမရအောင်အကောင်းတွေကိုပေါ်အောင်မကောင်းတာတွေတားနေအောင်ဩဝါဒဆုံးမပေးတဲ့ဩဝါဒစရိယဟောတယ်ဆရာဘယ်နှမျိုးလဲ5မျိုးပါဆရာ5မျိုးတဲ့ဘုန်းကြီးတွေအတွက်ဆိုရင်ဆရာ5မျိုးလူတွေအတွက်ဆိုရင်နီးပေးတဲ့ဆရာရှိလားမရှိလားရှိပါနီးပညာပေးတဲ့ဆရာရှိတယ်နောက်တစ်ခုကဘာဆရာလဲဆိုရင်စာသင်ပေးတဲ့ဆရာမရှိဘူးလားဒါလူတွေလည်းကြောင်းတက်ခဲ့တာပဲလေစာသင်ပေးတဲ့နောက်တစ်ခုကဩဝါဒဆရာဆုံးမပိတ်ပြင်ပေးတဲ့ဆရာအခုလူတွေမှာအတွေးမှားနေတာဘုန်းကြီးလောကတော့တချို့တွေအတွေးမှားနေတာကကိုယ်စာသင်ပေးမှကိုယ်ဆရာလို့အတိမပြုတ်ကြတာလေများလားမများစာသင်ပေးတာမှာအက္ခရာတစ်လုံးသင်ပေးမှဆရာလို့ထင်ပြီးတော့အဲ့ဒီဆရာတော်မှာတချို့အတိမမပြုတ်လို့ဆရာနဲ့လမ်းတွေ့တာတော့ဆရာကအတိုက်ခံသွားတာလေအများကြီးပဲအဲ့တော့မြတ်စွာဘုရားခေါ်လိုက်တာအဲ့ဒါပဲခြေသားခြေသမီးတို့မင်းတို့ရဲ့အပေါ်မှာနှလုံးသားသာဆုံးဖြတ်ပဲ့ပြင်းသွင်းတဲ့ပြီးတဲ့ကျေးဇူးချင်းဆရာမြတ်နဲ့တကွာဟောဒီငါဘုရားရှင်ကိုတော်မြတ်မိန့်ကြားတဲ့ဆရာငါမျိုးတို့သည်ဘုရားကာရီတဲ့မင်းတို့ရဲ့အပေါ်မှာဘာမျော်လင့်ချက်မှမထားပဲနဲ့အရင်ဆုံးကျေးဇူးပြုတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါလေဆရာသမားတွေကလည်းအရင်ကျေးဇူးပြုခဲ့တဲ့ပုဂ္ဂိုလ်တွေပဲဟုတ်ပြီလားပြီးတော့မှထပ်ဟောလိုက်တယ်အတေဝတိကအဲ့ဒီဆရာရဲ့အဆုံးအမတစ်မျိုးမျိုးတစ်ခုကိုတစ်ချိန်လေးကိုရယူလိုက်တဲ့တပည့်လေးသည်ကတိညုကတဝေဒီနောဆရာရဲ့ကျေးဇူးကိုသီလဲသိပြန်လဲပြီးဆက်တတ်ကြရလေကုန်၏ဘယ်သူရဲ့ကျေးဇူးဆက်ရမလဲဆိုရင်အတေဝတိကတပည့်ဆိုတာအဲ့ဒီဆရာနဲ့တစ်ချိန်တစ်ခါလေးပဲဖြစ်ဖြစ်အဆုံးအမခံယူမှုမဲ့စာသင်မှုမဲ့ဤပညာယူမှုမဲ့ဥပ္ပစေယူမှုမဲ့ကမ္မဝါစာခံမှုမဲ့ဆိုရင်အဲ့ဒီဆရာမျိုးကိုတကယ်သိတတ်တဲ့ပုဂ္ဂိုလ်ဆိုရင်သိလဲသိပြီးလက်တွေ့ပြီးဆိုင်ရမယ့်ပုဂ္ဂိုလ်ဖြစ်ပါလေဟုတ်လားဟောဒါဆိုရင်နှမျိုးရသွားပြီနံပါတ်1ရဲ့နံပါတ်2ရဲ့နောက်နံပါတ်3ကျတော့ဘာလဲဆိုရင်ရာဇာနောဘေကဝေပုဗ္ဗာကာရိနောဘေကဝေပရိသလေးပါချက်သားချက်သမီးတို့ရာဇာနောတဲ့တိုင်းပြည်အုပ်ချုပ်မင်းလုံးတဲ့အုပ်ချုပ်သူတို့သည်ပုဗ္ဗာကာရိနောမိမိအတွက်ဘာမျော်လင့်ချက်မှမထားဘဲနဲ့ရှင်းဥစွာကျေးဇူးပြုခဲ့တဲ့ပုဂ္ဂိုလ်တို့မြည်ကြပါပေကုန်၏နံပါတ်3ကတော့ဘယ်သူကိုညွှန်လိုက်လဲဆိုမြတ်စွာဘုရားကိုနေတဲ့တိုင်းပြည်ရဲ့တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်ဟာကိုယ့်ကိုအရင်ကျေးဇူးပြုတဲ့ပုဂ္ဂိုလ်စာထဲမှာညွှန်တာကတော့လေဘာညွှန်တာလဲဆိုရင်ဝိယံကင်းခဲ့တဲ့နေနိုင်အောင်စာဝန်လေးကျမကြီးတွေအစဉ်ပြေအောင်ကိုယ့်ကိုအုပ်ချုပ်ပြီးစောင့်ရှောက်ပေးနေလို့အဲ့ဒါဘယ်သူတွေကကျေးဇူးပြန်ဆက်ရမလဲဆိုတဲ့အခါကျတော့
ရတဝါတိကအဲ့ဒီတိုင်းနိုင်ငံမှာတည်ရတဲ့တိုင်းသူပြည်သားတို့သည်ကတိညုကတဝေဒီနောတဲ့မိမိရဲ့ပေါ်မှာကျေးဇူးတွေပြုခဲ့တဲ့အဲ့ဒီကျေးဇူးရှင်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကိုကျေးဇူးကိုတည်လေတည်တဲ့အတိုင်းပြန်လေပေးဆက်အပ်တဲ့ပုဂ္ဂိုလ်တွေပြကြပါပေကုန်၏ပြန်ပြောရင်နံပါတ်3ကတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်နံပါတ်4လာပြီပြိဋ္ဌာန်တထာဂတောဘေကဝေပုပ္ပကာရိနောဘေကဝေပရိသတ်လေးပါးจิตသားจิตသမီးတို့တထာဂတောတထာဂတခေါ်တွင်သဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်ပုပ္ပကာရိနောမိမိရဲ့ပေါ်မှာဗာမျောလင်းချက်မှမထားဘဲနဲ့မိမိကိုအရင်ကျေးဇူးပြုခဲ့တဲ့ပုဂ္ဂိုလ်တို့မြည်ကြပါပေကုန်၏နံပါတ်4ကတော့အရေးကြီးတော့တယ်ဝိတော်မူတဲ့ဘုရားရှင်တဆူရဲ့ခေတ်မှာလူသားဖြစ်တဲ့တို့အားလုံးဒီဟောဒီတို့ခေတ်ဆိုရင်ဂေါရမမြတ်စွာဘုရားရှင်ဒီတဲ့ငါတို့ကိုဗာမျောလင်းချက်မှမထားဘဲနဲ့အရင်ကျေးဇူးပြုခဲ့တဲ့ပုဂ္ဂိုလ်ပဲနံပါတ်4အရင်ကျေးဇူးပြုခဲ့တဲ့ပုဂ္ဂိုလ်ကဘယ်သူလဲမြတ်စွာဘုရားဘုရားရှင်ကိုရောမြတ်ကြီးအဲ့တော့ဘုရားရှင်ကိုရောမြတ်ကြီးကျတော့ဘယ်သူတရားကျေးဇူးပြန်ဆက်ရမလဲဆိုတော့လေသာဝကမြတ်စွာဘုရားရဲ့အဆိုအမကိုခံယူနေကြတဲ့ယဟန်ပရိသတ်တွေဒီကနေ့ခင်းတဲ့ပြောရင်သီလရှင်ဆရာကြီးဆရာလေးတွေလူအမျိုးသားဥပဒကဒကာကြီးတွေလူအမျိုးသမီးဥပဒကိဒကမကြီးတွေပရိသတ်၄ပါးတို့သည်ကတိညုကတဝေဒီနောယက်စွာဘုရားရဲ့မိမိပေါ်မှာတည်ရှိခဲ့တဲ့ကျေးဇူးဂုဏ်တွေကိုတည်လဲတည်ပြန်လဲပေးဆက်အပ်တဲ့ပုဂ္ဂိုလ်တွေမြည်ကြပါပေကုန်၏ယက်စွာဘုရားရဲ့ဂုဏ်ကျေးဇူးကိုသိပြီးဆက်ရမှာဘယ်သူတွေလဲဆိုရင်ယက်စွာဘုရားလက်ထက်တော်တော့ပြိဿ၄ပါးပေါ့လေယဟပရိသတ်ဘေကုဏီမပရိသတ်လူအမျိုးသားဥပါဒကပရိသတ်လူအမျိုးသမီးဥပါဒကိပရိသတ်ပေါ့ဒီနေ့ခေတ်ကြတော့ဘေကုဏီမရှိတော့လေယဟပရိသတ်သီလရှင်ဆရာကြီးဆရာလေးပရိသတ်ဘုရားဘာသာဝင်လူအမျိုးသားဒကာကြီးတွေလူအမျိုးသမီးဒကာမကြီးတွေပရိသတ်၄ပါးကနေပြန်ပြီးတော့ကျေးဇူးကိုသိလဲသိဆက်လဲဆက်ရမယ်အားလုံးနားလည်ပြီလားဒီတော့လောကကြီးမှာမြတ်စွာဘုရားမိန့်ခဲ့တဲ့ကျေးဇူးပြုခဲ့တဲ့ပုဂ္ဂိုလ်တွေနဲ့ပြန်ဆက်ရမယ်ပုဂ္ဂိုလ်တွေသူအတွဲနဲ့သူပေါ်မသွားဘူးလားပေါ်သွားပြီဒါဆိုရင်ဒီကနေ့ဘုန်းဘုန်းကရှေ့ဆုံးကတစ်ချက်ကိုပဲဟောလို့ရမှာနံပါတ်1မြတ်စွာဘုရားမိန့်လိုက်တဲ့တို့အားလုံးအတွက်ဘဝမှာပထမဆုံးတွေ့လိုက်တဲ့ပထမဦးဆုံးတော့ကိုယ့်ကိုအရင်ပြုတဲ့ကျေးဇူးရှင်သည်ဘယ်သူနဲ့ဘယ်သူလဲမိဘနှစ်ပါးမိဘနှစ်ပါးပဲဟုတ်လားအရှင်မရဘလို့ဖြစ်လို့ဘုရားကိုနောက်ဆုံးမှထားရတာလေစီနီယာရနောက်ဆုံးမှထားတာမဟုတ်ဘူး၄ယောက်တော့လေးပဲအတူတူပဲသို့တော့တို့ဘဝကိုပြန်ကြည့်လိုက်ဘဝမှာတွေ့တဲ့အခါဘုရားနဲ့အရင်တွေ့သလားအမေနဲ့အဖေနဲ့အရင်တွေ့လားအမေနဲ့အရင်တွေ့တာပါဗျာအမေဖေနဲ့အရင်တွေ့တယ်ပြီးရင်ဆရာသမားတွေနဲ့မတွေ့ဘူးလားဟုတ်လားပြီးရင်ရာဇာနောတို့ငယ်ငယ်တုန်းကကိုကြည့်လိုက်သူကသူရှင်ဘီကောင်းတာမကောင်းတာတွေအုပ်ချုပ်တာကောင်းတာမကောင်းတာတွေစီးပွားရေးကောင်းတာမကောင်းတာဘလို့မသိဘူးဟုတ်တယ်မလားလူမသိတဲ့ကအရွယ်လေးကြမှာဒါတို့အုပ်ချုပ်တဲ့မင်းကဘယ်သူလဲသမဏဘယ်သူလဲလောက်ပဲသိတာဟုတ်လားအဲ့ဒီကနေမှအသိဉာဏ်လေးကျွဲလာပြီဆိုမှအဖေရှိခိုးကိုင်းလို့ခေါ်တဲ့အမေရှိခိုးလို့ဘုရားမတော်သိတဲ့ဂဂနန္ဒသိတာကအသိဉာဏ်တော်တော်လေးကျွဲလာမှသိတာဟုတ်တယ်မလားအခုခေတ် international school ထားတဲ့တချို့မိဘညံ့တဲ့သာသမီတွေဆိုရင်ဘုရားဗုဒ္ဓဘာသာအမိကန္တာဘုရားတရားသံဃာအကြောင်းကိုသိကြမသိတာတွေအများကြီးပဲဟုတ်လားဒါကသိရင်ဘဝနဲ့ရှင်ပြီးတော့အစင်တန်းပြောရတာ၄ယောက်လုံးကတော့ကိုယ့်ကိုအရင်ကျေးဇူးပြုခဲ့တဲ့၄မျိုးသောပုဂ္ဂိုလ်တွေကြီးပဲပြီးတော့နံပါတ်1မိဘတစ်ပါးကကိုယ့်ကိုအရင်ကျေးဇူးပြုခဲ့တယ်လက်ခံတာသောတာဘယ်အချိန်တည်းကကျေးဇူးပြုခဲ့မွေးကြတယ်ပရိသတ်တွေနဲ့ပြိဿလာလာအကြီးကြီးတော့မေသူရီမြင့်ဆွေဘယ်အချိန်တည်းကကျေးဇူးပြုခဲ့နေတော့အမေတွေဆိုသိရမှာပေါ့ပရိသတ်နေစပြီးတော့ TV တို့သိလိုက်ကြတဲ့ကဟုတ်တယ်မဟုတ်လားဒါပေမဲ့အမျိုးသမီးတွေမှာဆိုရင်ပရိသတ်နေတီးလိုက်တာနဲ့သိတဲ့အချိန်ဟာ
ချက်ချင်းသိတာနဲ့ရက်ပိုင်းလာပိုင်းတွေကွာရင်ကွာမယ်သိတာများလားမသိတာများသိလိုက်တယ်သိလိုက်ပြီဆိုတဲ့ကဒါငါအကျဉ်းမဟုတ်ပါဘူးသိလိုက်ပြီဆိုတဲ့ကတကယ်ကိုသာသမီလိုချင်နေတဲ့မိဘနှစ်ပါးသာဆိုရင်တော်တော်လေးပျော်သွားသလားနည်းနည်းလေးပျော်သွားတော်လေးပျော်သွားပါတယ်တော်တော်လေးပျော်သွားပါတယ်ဗျာမိသူကမပြေဘူးသုဒ္ဓနာအကျဉ်းပြေပြီမဆုံးမလီအဲ့ဒီမှာသုဒ္ဓနာလိုချင်တဲ့သမီးကြီးကမလိုချင်ဘူးဆိုရင်သမီးကြီးအောင်ပြောမလားပြောမယ်လိုချင်သမီးကြီးအောင်ပြောလားမပြောလားကဲကွာတာကြီးမွေးတော့ကတာကြီးမမွေးခင်တော့မင်းတို့ကိုရပါပြီတဲ့ကဲသုဒ္ဓနာဟိုကောင်ကြီးကဘာမှမသိပဲနဲ့ကိုစပင်းကိုရပြီတော့ဆရာမပြောတယ်တော့ဆိုရင်အဲ့ညနာကြီးနေပြန်မှန်းကြည့်တာပြုံးပြုံးကြီးဖြစ်နေမှာမဲ့မဲ့ဖြစ်နေပြုံးဖြစ်နေပါရဲ့ညာသာငကြွားကြွားလေးပဲဖြစ်ဖြစ်တခါလေးဘာမှတော့မသိသေးဘူးတကယ်ကြီးဖက်မမေးမကိုရပြီဘာလို့မင်းဘာလို့ကိုရပဲကြွားမဲ့ပါဟုတ်လားပြောနေတာကမိဘနဲ့ပါရဲ့ဘဝကိုပြန်စဉ်းစားကြည့်လားဘာမှမသိသေးဘူးနော်တွေးတော့အခဲမရောက်သေးဘူးကတနာရည်ကြီးတီးကစားတွေးတော့တွေးခဲလေးအစိမ့်မဲ့ခြေနဲ့အင်္ဂါလေးအဝေးရှိသေးတယ်အဲ့ဒီအချိန်ကြီးကအော်ငါတို့မှကိုရပြီအာလာသမီးလားမသိသေးဘူးဖြူလားမဲလားမသိသေးဘူးဘာမှမသိသေးတဲ့အချိန်လေးကအဖိနှလုံးသားအမိနှလုံးသားထဲမှာဒီမှာမရသေးတဲ့မမြင်ရသေးတဲ့သားအတွက်သမီးအတွက်မေတ္တာတွေပို့သွားလားမပို့သွားလားပို့နေပါဟာအမေလုံးတဲ့လူကလည်းပဲမပြေဘူးဒီကောင်ကတော့ငါတို့မွေးရမှာပါဠိလားမသိဘူးသမီးလားအဖေကလည်းမေတ္တာလေးပို့ပေးတခါလေအဖေကမေတ္တာပို့ပေးအဖေလုံးတဲ့လူကလည်းပဲမင်းဖြူဆိုင်နော်တို့ကလေးရထားသားဦးလေးနော်သမီးဦးလေးနဲ့ပြန်လောင်ခန့်ပြီးမေတ္တာတွေကရုဏာတွေအကုန်လုံးမုဒိတာတွေဥပိ္ပခာတွေမြတ်မာကြီးတယောက်ရဲ့အမြဲတမ်းနှလုံးသားမှာကိန်းနေတဲ့မေတ္တာကရုဏာမုဒိတာဥပိ္ပခာတရား၄ပါးဟာအမေတို့အဖေတို့ရဲ့နှလုံးသားထဲမှာချက်ချင်းကိုပုံစံတူကူးချလိုက်တယ်လို့ပဲရောက်သွားတယ်အဲ့ဒါကြောင့်တို့အားလုံးရဲ့အမေတို့အဖေတို့ဒီစဉ်းစားကြည့်ဟိုကလလရီကြီးဒီကစားကိုယူပါပြီရပါပြီလို့သိတဲ့အချိန်လေးတွေကဗျမ္မရဲ့တလုံးသားနဲ့သာသမီပေါ်မှာမေတ္တာကရုဏာမုဒိတာတရားတွေနဲ့ကျေးဇူးများစွာမပြုခဲ့ဘူးလားဒီကိုငေါတကားနဲ့ချမ်းချမ်းသာသာနဲ့မွေးလို့ရအောင်ဟိုဒီမျိုးစုံနဲ့ခုခေတ်ဆိုရင်ဆေးမျိုးစုံနဲ့ကလေးကထွားအောင်ဟုတ်လားကလေးကလှအောင်ဖြူအောင်မင်းအောင်လေဟိုဒီမျိုးစုံနဲ့ကြိုးစားပြီးတော့တို့တွေအဲ့ဒီအချိန်လေးကကျေးဇူးပြုလာလိုက်တာဒီကနေ့အထိအမေဖေသာရှိသေးရဲ့ဗျာအမေအဖေရဲ့မေတ္တာကရုဏာမုဒိတာသူ့မှာမွေးလာတဲ့မြည်တွေမြစ်တွေတော့ရနေပြီအဲ့ဒါတော့မှငါသားငါသမီးရဲ့ကြီးနေပါပြီဆိုပြီးတော့ပြစ်ထားတဲ့အမေဖေများရှိလားမရှိဘူးသူ့အတိစိတ်ထဲမှာတတိကောင်းနေသေးသမျှကျန်တာမပြောနဲ့လေအမေပဲကြည့်လိုက်ဘုဒ္ဓကြီးကသူကအမြဲတမ်းစေကန်းသွားတယ်ကိုကသွားစေကန်းလေးပြည့်ရသွားတာလေအမေတို့ဘုံကျုပ်နာကိုအမေတပတ်လောက်မလာနဲ့ဘုလို့ကျုပ်ကစေကန်းသွားတာဆိုတော့လာလို့ရမှအမေကိုပြောမယ်သူ့မှာကြောင်းလဲလာလို့မရတော့လေဘုရားလေးချောင်းလိုက်ဒီကိုဖိတ်ကလည်းလေတော်တော်လေးတော့ခံစားရတာတော်တော်ခက်တယ်လူကြီးတယောက်လုံးမြင်နေရတဲ့အဝေးရတဲ့အမေကအခန်းပေါက်နေရတဲ့ချောင်းဒီကလည်းပဲချောင်းနဲ့အမေဘာချောင်းတယ်လဲဘလို့နေလဲလို့အမလေးနော်သွားပြတာဖြားတာမဟုတ်လားဘာမှမဖြစ်ဘူးအမေဒီမှာသွားလေးဒီမှာကျွတ်သွားလို့ဒီကွတ်လေးကျွတ်သွားလို့သွားဆိုတာမသိဘူးတဲ့ခုနှစ်ရက်ကြီးတော့ဘာလေးလဲဖြစ်မှာမလို့လားဘာမှမဖြစ်ဘူးအမေအတွက်စိုးရင်တော့ကြောက်တယ်မဟုတ်ဘူးပြောရတယ်89နှစ်သူသားတော်ကအခုဆိုရင်39နှစ်ရှိနေပြီမင်းတို့ကလည်းကြီးတာဘာလို့ရငါကြီးတယ်ဘာပြောမလို့လဲငါပြောတာ39နှစ်ကယဟန်ဖြစ်တဲ့နေ့ပြောတာပါယဟန်ဖြစ်တဲ့နေ့မင်းတို့ကမနာလို့လိုက်တာအဲ့တော့သူသားကြီး56ပြည့်လို့59တော့အခုရောက်တော့မှာနော်သူ့မှာတော့ကလေးတယောက်လိုပဲဒါဘုံဘုရားကအလက်ပဲရှိတယ်အကိုကြီးဆိုရင်60ကျော်နေပြီဟို89နှစ်ကတခါနဲ့ဟိုအကိုကြီးပြောင်းရင်အမောင်ကြီးပဲသွားတော့မတွေ့တာ2ရက်ရှိပြီသူသား60ကျော်ကြီးသူကလေးလိုပဲမြင်တော့ဆိုတာကအမေနှလုံးသားအဖေနှလုံးသားတွေကမမွေးငင်ကနေပြီးခဲ့တဲ့မေတ္တာကရုဏာမုဒိတာများမွေးလို့ပဲမြည်တွေမြစ်တွေရနေလေပဲငါသားကြီးကြီးပြီငါသမီးလေးကြီးပြီဆိုပြီးတော့သူကမထင်ဘူးအမြဲတမ်းကလေးတယောက်လိုပဲဖြူစင်တဲ့အင်းရတဲ့မေတ္တာလေးပေးမနေဘူးလားပေးနေတယ်ဒါကြောင့်အာလုံးတို့ကလေအမေတို့အဖေတို့ရဲ့အဲ့ဒီလို
ကိုယ့်အပေါ်မှာတန်ဖိုးထားတဲ့အပိုင်းတွေကိုပြန်တွေးလိုက်တဲ့အခါမင်းတို့နဲ့ငါနဲ့ရှင်မင်းတို့ကအာသာနဲ့ဆိုဝါသာတယ်မင်းတို့ကလူဝါသာတယ်ငါကဘုန်းကြီးဝါသာတယ်ဟုတ်တယ်မလားမင်းတို့လည်းကသူသားတွေတပည့်တွေအကြီးတွေဖြစ်နေအဲ့တော့သားသမီးနဲ့ပတ်သက်ရင်မင်းတို့ကသာတယ်ငါကဘုန်းကြီးဝါပဲသာအဲ့တော့ကိုယ်လည်းအမေဘဝရောက်နေပြီအဖေဘဝရောက်နေပြီဆိုတဲ့အခါတက္ကະမှာနော်ကိုသားလေးကိုကိုချစ်တာလည်းကိုအမေလိုချစ်တဲ့အခါအမေရဲ့မေတ္တာကရုဏာမုဒိတာတွေကကိုကအခုချိန်ကြီးရနေတယ်ဆိုမယ်လို့ကိုကကိုယ့်ရဲ့သားသမီးဘက်မှာပဲမေတ္တာကရုဏာတွေကအမေမေတ္တာတွေပုံပေးနေတဲ့အခါတက္ကအမတ်တမဲ့နဲ့ကိုအမေရဲ့မေတ္တာတွေကရုဏာတွေကိုမိသွားတာလေတတိလစ်သွားတာလေရှိနိုင်တာမရှိနိုင်ရှိတယ်နော်အဲ့ဒါမေးရမှာမဟုတ်ဘူးကိုယ်တိုင်ကိုသားလေးကိုငါသားလေးဘယ်လိုနေလဲမသိဘူးငါသမီးပြန်မလာသေးဘူးလို့ပူတိုင်းချက်ချင်းအဲ့ဒီနေရာမှာ level တိုက်ပြီးတော့ကိုရဲဆောင်ငါငယ်ငယ်တုန်းကငါပြောတော့လေအမေငါတို့လည်းနေမှာပဲအမေငါတို့ပဲပြန်လောင်ခတ်နေမှာပဲလို့ပြန်တွေးရမှာတကယ်တမ်းကတော့ကိုသားသမီးပေါ်မှာကြီးမားတဲ့မေတ္တာတရားနဲ့အမေရဲ့မေတ္တာအဖေမေတ္တာနဲ့ချစ်တိုင်းဂရုစိုက်တိုင်းခေါင်းလေးပုတ်တိုင်းကိုအမေငယ်ငယ်ခေါင်းလေးပုတ်ခဲ့တာကြောလေးပုတ်တိုင်းကိုအမေငယ်ငယ်ကြောလေးပုတ်ခဲ့တာဒီအချင်းချင်းကိုပြန်တွေးရင်ရပါလျက်ခဲ့တဲ့တစ်ခါမှာတဲ့ကိုသားသမီးအပေါ်မှာကျင်နာယူရမှုတွေပေးနေပေမဲ့ကိုကျင်နာယူရမှုပေးခဲ့တဲ့အမေကိုအနာထားပြီးတော့မိနေကြတာအများကြီးပဲဟုတ်လားဒါကြောင့်ဘောဂဂါရီတဲ့ငါငယ်ငယ်လေးတော့ကအမေငါသားလေးကိုငါချစ်တယ်လို့ငါသမီးလေးကိုငါချစ်တယ်လို့အမေကလည်းငါ့ကိုအမြဲတမ်းအဲ့ဒီတော့ပဲချစ်ခဲ့တယ်ယူရခဲ့တယ်ငါသားငါသမီးလေးကောင်းလို့ရလေးတွေစားဖို့ရတော့ငါစီမံလို့ဝယ်ယူပေးခဲ့သလိုငါကိုလည်းအမေတို့အဖေတို့ကငါကြိုက်တတ်တဲ့ငါအတွက်စားစရာကောင်းကောင်းလေးတွေဝယ်ယူလို့ကြွေးခဲ့ဘူးတယ်ငါကြိုက်တတ်တဲ့လူကျင်တဲ့အရာလေးတွေကိုဝယ်ပေးခဲ့တယ်လို့မိမိရဲ့သားသမီးတွေပေါ်မှာမိမိကယူရမှုလေးပေးပြီးတော့သူတို့ရဲ့အလိုလေးတွေကိုအကြိုက်ဆောင်လို့လိုက်ပြီးတဲ့အချိန်တိုင်းမှာတပြေးနဲ့အသက်အရွယ်လေးကြီးရင်ပြီးတော့အိုမင်းရင်ရောလာပြီဆိုတဲ့အမေတို့ရဲ့အပေါ်မှာလည်းပြန်လေလို့တွေးပြီးတော့အော်အမေငယ်ငယ်ငါငယ်ငယ်တုန်းကလည်းအမေငါအပေါ်မှာဒီလိုမျိုးဖြစ်ခဲ့မှာပဲလို့ပြန်တွေးမှသာလည်းဘောဘဂါရီအရင်ဆုံးပြုခဲ့တဲ့အမေရဲ့ကျေးဇူးတွေကိုပြန်ပြီးတော့သိတတ်တဲ့နောက်တခါပြန်ပြီးတော့ပေးဆက်တတ်တဲ့သာသမီအဆင့်ကိုရောက်ပါလိမ့်မယ်ရှိဦးစွာကျေးဇူးပြုခဲ့တဲ့ကျေးဇူးကိုပြန်မအောင်မေ့သေးသမျှကာလပတ်လုံးကတိယုဒ္ဓကတဝေဒီသိတဲ့အဆင့်မရောက်သေးဘူးမသိရင်ဆက်တဲ့အဆင့်ရောက်ပါမှာမရောက်ဘူးဒါကြောင့်အားလုံးကိုပြန်ပြီးတော့ပြောချင်ပါတယ်အမေတို့အဖေတို့ရဲ့ပုဗ္ဗကာရီတဲ့မိမိရဲ့ဘောမှာဗာမျောလင်းချက်မှမရှိခဲ့ပဲနဲ့မမွေးခင်ကလလရင်ဒီစားကလေးကထမ်းခဲ့တဲ့မေတ္တာကရုဏာမုဒိတာဥပေက္ခတရားတွေမွေးပြီးတဲ့အချိန်မှာရွေးမွေးဆောင်ရောက်ခဲ့တဲ့ဘဝရီတို့တွေတောနေလူလာသားသူဆိုပေါ်တိတာတာပေါ့ခက်ခဲနဲ့ငါသားလေးငါသမီးလေးငါတို့ကိုလေထဲမှာယာထဲမှာယုံတဲ့ဘဝမရဘူးပညာတည်းဖြစ်စေရမယ်ဆိုပြီးတော့ရအောင်ရှာပြီးတော့ရောက်အောင်ပို့ခဲ့တဲ့ပညာရဲ့အစစ်အသင်သိပြီးခဲ့တာတွေမရှိဘူးလားအဲ့ဒါတွေပြန်ပြီးတော့တွေးတိုင်းကိုကအမေပေးတဲ့ပညာရဲ့တွေနဲ့ဟာကိုကတော့မွေးပြီးပြန်လူကတခါတည်းမြို့ရောက်ဒကမာကြီးတို့ဆိုဘိတ်ကနေရန်ကုန်ရောက်ဟုတ်တယ်မလားဟိုမှာသံဝေတို့တော်ကနေမြို့ရောက်ကိုကဘဝတွေတစ်စိမ့်မြင့်ပြီးတော့နောက်ဆုံးပြန်မြို့ပေါ်မှာပြည့်စုံကျွယ်ဝသူတွေဖြစ်နေပြီတဲ့ကိုကပြည့်စုံကျွယ်ဝလာသည်နဲ့အမြန်ကိုဘဝမှာလည်းသားတွေသမီးတွေမြည်တွေမြစ်တွေနဲ့အတိုင်းဝိုင်းတွေတိုးလာတဲ့အချိန်ကိုသားသမီးကိုမြည်မြစ်နေတော့အာရပါရသူတို့လူဓာတွေပံ့ပိုးသူတို့နဲ့ပြောလိုက်ပါလိုက်စားလိုက်တောက်လိုက်နေကြပြီပဲလို့တဲ့အဲ့ဒီအချိန်မှာဟိုတုန်းကစင်စရဲနဲ့ဘဝကိုမြင့်တင်ပြီးခဲ့တဲ့အမေဘဝအဖေဘဝကိုကိုကမေ့ပြီးတော့ပျော်နေတယ်ဆိုရင်တော့ဘောဂကာရီပုဂ္ဂိုလ်ကတော့ဘယ်တော့မှမပြောင်းမှုရှိနေတယ်တဲ့ကိုကကတိညုတကတ္တဝေတိပုဂ္ဂိုလ်သာသမီမျိုးမဖြစ်သေးဘူးသတိထားဖို့မလိုဘူးလားလို့လေအသက်ရှင်နဲ့တွေ့လိုက်တဲ့အခါ
ကိုယ်အသက်တစ်ပြေးတစ်ပြေးနဲ့အောက်ကသားသမီးတွေကြည်လိုက်သားသမီးတနေ့ကြီးတော့ကိုယ်လည်းတနေ့ကြီးလာပြီတစ်ပြေးတစ်ပြေးနဲ့သားသမီးတွေအရွယ်ရောက်လာတော့ကိုယ်လည်းအရွယ်ကျလာပြီကိုယ်အရွယ်ကျဆိုတော့အမေကလည်းအရွယ်ကျသွားလိုက်တာအဖေကလည်းအရွယ်ကျသွားလိုက်တာတပြေးတစ်ပြေးနဲ့ဒူရင်နာနေပြီခါရီကိုင်းနေပြီရိုက်တိုင်းခန္ဓာကိုယ်ထိမ့်ပြီးတော့သွားနေရတဲ့အရွယ်တော်ရောက်နေပြီအဲ့ဒီအခြေအနေကအမေရောက်နေတာအဖေရောက်နေတာကိုကအမေပဲအဖေပဲလှည့်ကြည့်နေပြီးတော့ကိုသားသမီးတယောက်တည်းနှစ်ယောက်တည်းကိုပဲဘာဖြစ်ဘာရမယ်ဘယ်ပွဲပြီးဘယ်တက်မယ်ဒီနိုင်ငံနဲ့ဘယ်နိုင်ငံတော့မယ်ဘယ်လိုပံ့ပိုးလိုက်မယ်နဲ့အခြေအနေကုန်ပြီးတော့အမေအတွက်အဖေအတွက်ခွဲတန်းလေးအချိန်နဲ့ပါစောင်းနေတယ်မပါဘူးပါရင်တော့မှအလွန်နေသေးတယ်ဆိုရင်ကတဲ့ညုဒယေရှုသိတာတော့ရှေ့ရှိမယ်ကတဝေတီတကယ်ပေးဆက်တဲ့သာသမီဖြစ်ပါမှာဖြစ်သေးဘူးအေးမကြည့်ဘူးလားမြည်ကြည့်တယ်ဘုံဘုံကခုနကပြောတယ်လေဘုံဘုံပြုတဲ့ကုသိုလ်တွေကအမေမွေးပေးတဲ့အတွက်ကိုယ့်ရဲ့မွေးနေ့လို့မခံယူအမေငါ့ကိုမွေးတဲ့နေ့ဒီနေ့ငါ့ကိုအမေအသက်နဲ့ရင်းပြီးတော့ဘဝကြီးနဲ့ငါ့ကိုခေါ်လာတဲ့နေ့ငါမွေးတဲ့အမေသိမယ်ဆိုတဲ့တည်သွားနိုင်တယ်ဒီနေ့အမေမွေးလို့56နှစ်ပြည့်တဲ့နေ့မှာဟောဒီအမေမွေးတဲ့ယုံနာခန္ဓာကြီးနဲ့ငါတရားတွေပြမယ်တရားတွေဟောမယ်ကုသိုလ်တွေပြုပေးမယ်ဒီကုသိုလ်တွေကအမေမွေးတာကိုအတိမတ်ပြုတဲ့နေ့နဲ့အမေအတွက်ပြုပေးတာတော့ဆိုပြီးတော့ပြောပြီးသားဘောပါလားအဲ့တော့အမေကျေးဇူးတော်တို့အားလုံးဒီပြင်စည်းနဲ့လဲစွမ်းနိုင်သလောက်ကိုယ်ကိုစောင့်ရှောက်ကြတာလေးပြန်တွေးပြီးတော့လဲတည်ရင်လဲစောင့်ရှောက်နိုင်ရမယ်မိနေတယ်ဆိုရင်လည်းကိုသားသမီးတွေကိုစောင့်ရှောက်တိုင်းစောင့်ရှောက်တိုင်းငါအမေငါအဖေနဲ့ငါကိုဒီလိုပါလားဆိုတဲ့အတွေးလေးနဲ့ပြန်ပြီးတော့စောင့်ရှောက်မယ်ဆိုရင်ပစ္စည်းနဲ့စောင့်ရှောက်ခြင်းလည်းပဲအစင်မပြေနိုင်ဘူးအဲ့ဒီမှာအရေးကြီးတာဓမ္မနဲ့စောင့်ရှောက်ခြင်းကပိုအရေးမကြီးဘူးလားအရေးကြီးတယ်တပတ်တက္ကမကြီးကမိခင်ကြီးဒေါ်လိုက်အမှုသားရေးဆိုရင်အဘွားဆိုလို့ရှိရင်တတိတော်မကောင်းတော့တကလေးသူ့ကိုညီမခေါ်လိုက်သမီးခေါ်လိုက်အမျိုးမျိုးခေါ်နေသို့တော်ဒါသူ့ရဲ့အကြောင်းကံပဲကိုကတော့ကိုပြုတဲ့ကုသိုလ်တိုင်းဒီအမေကိုအမှုထားပြီးတော့အာယုံပြုပြီးတော့ပြုရင်ဘာပဲပြောပြအမေကိုဓမ္မအလူနဲ့ကျေးဇူးပေးဆက်လိုက်ရမရဘူးလားရောက်တာပဲဒီနေ့ဘုံဘုံပြောချင်တာကလေပစ္စည်းနဲ့ကျေးဇူးဆက်တာလေဓမ္မနဲ့ကျေးဇူးဆက်တာလေဘုံဘုံဟောခဲ့တဲ့တရားတွေအများကြီးပဲအဝေကထိုက်တွေနောက်ပါဝဲအများကြီးဟောခဲ့ပြီးပါပြီဒီနေ့တို့အားလုံးတတိတစ်ချက်ကတ်ရမယ်အကြောင်းလေးတစ်ခုဟာစကားနဲ့နားထောင်ပြီးတော့အဖေတို့ရဲ့စကားလေးကိုနားထောင်ပြီးဘဝနဲ့လက်တွေ့ကျင့်သုံးတာလေးနဲ့ကျေးဇူးဆက်ဖို့ဘုံဘုံလည်းတတိပေးဟောတာတစ်ခါမှမဟုတ်ဘူးသေးဘူးတော်တော်များများလေးမိနေတာများလားမမိတာများတို့ဘဝမှာအမေတို့ဖေတို့စောင်းနေကျမ်းမာရေးပညာရေးတွေနဲ့စောင့်ရှောက်ပြီးခဲ့တယ်လို့ဟိုလူမသိတတ်စအရွယ်လေးတွေကဒီလိုတွေပါဒီလိုထိုင်ပါဒီလိုသွားပါဒီလိုလာပါဒီလိုမနေနဲ့ဒီလိုမထိုင်နဲ့ဒီလိုသွားပါဒီလိုမသွားနဲ့ဒီလိုမစားနဲ့စောင်းနေသွားရည်အကုန်လုံးမသိမိခဲ့ဘူးသိမိခဲ့တယ်ဆက်ဆံရေးဆိုရင်ဟဲ့ဆရာတော်တွေနဲ့ဘုန်းကြီးတွေပြောရင်ဒီလိုပြောရတယ်လူကြီးသူမနဲ့ဆိုဒီလိုပြောရတယ်ဟဲ့ဘုရားမေတ္တာဟောတာလေခန္တီဟောတာတိကရဲ့မေတ္တာဟဲ့အကုန်လုံးဘုရားရဲ့တရားတော်လေးနဲ့ကြီးပြင်းတဲ့မိဘနာဘကတို့ကိုဘုရားပေးတဲ့အဆုံးအမတိုင်းအများကြီးဆုံးမပြီးခဲ့တဲ့စကားတွေတို့ဘဝမှာရှိခဲ့လားမရှိခဲ့လားအမှန်တိုင်းပြောကြည့်အမေတို့အဖေတို့နဲ့ဆိုင်အခုဒီမှာတရားနာနေတဲ့လူတွေအများကြီးတဲ့မှာဒီသုံးဘွက်ပဲကြည့်လိုက်အမေတို့အဖေတို့ရဲ့ပညာအသိဘဟုတုတ္တနဲ့ရှင်ရင်တို့ရဲ့အသိပညာဘုဒ္ဓတရားတာလားမလားတာတဲ့အခါကျတော့အောင်မယ်ကိုအမေတော်ကိုအဖေတော်ကိုပြောမှသိရတဲ့လူလိုမျိုးစိတ်ကတစ်ခါတခါကျရင်တတိလွတ်သွားရင်ဖြစ်လားမဖြစ်လားဖြစ်တယ်ဘုံဘုံခဏခဏပြောမှုတယ်အဖေဘုံဘုံကိုပြောမှုတာသူနဲ့တကားနဲ့ဘုံဘုံနဲ့ရွာပြန်တဲ့အခါဘုံဘုံတို့အညာမှာကြရင်ဘာထုံးစံရှိလဲဆိုဘုံဘုံတို့မြို့နေတယ်ရွာပြန်သွားတယ်ရွာပြန်သွားရင်အဖေကမန္တလေးကိုလာခေါ်တယ်ရန်ကုန်ဆိုနဲ့ရန်ကုန်ကိုလာခေါ်တယ်ခေါ်တာကသူသားမပြန်တတ်လို့ခေါ်တာကိုဘာလို့တယ်မှလဲမှတ်မိသေးတယ်ဘုံရဟန်းတော်ဟာရန်ကုန်ရောက်ပြီးတော့သဘောပြေပြီးပြန်တော့လေဟိုသိကြီးစီးနားမှာပြည်သူ့ဘော်တိုက်ကနေဂျက်စတန်ဘီစကိုလေးတွေအဝိုင်းလေးတွေအထုပ်လေးတွေအဲ့မှာတန်းစီဝယ်ရတာတန်းစီဝယ်ဈေးတစ်မျိုးရတယ်
ဝယ်ပြီးသားတန်းစီပြီးသားဝယ်တဲ့လူကြီးပြန်ဝယ်ဈေးတစ်မျိုးပြရတယ်ဖုံးဖုံးပတ်ပြီးတယ်တထုပ်မှ9မှတ်ပဲပြရတယ်9မှတ်ပဲပြရတယ်ဟာအဖေအဲ့ဒါကြီးအထုပ်60လောက်ဝယ်အဖေဘာလို့မို့လဲဟိုရှင်မဟိုရောက်မျိုးတွေလက်ဆောင်ပေးရဟာကျက်ကျက်ဘီစကောတထုပ်9မှတ်တွက်ကြည့်ပေါ့အထုပ်60ဆိုရင်ငွေ60ကျော်နေအဲ့တော့ငွေ60လွယ်တာမဟုတ်ဘူးဒါမဲ့လို့အဖေဘာလို့ဝယ်လာလဲကိုလဲဒါမဲ့လေအဲ့တော့ရွာရောက်တဲ့အခါကျတော့အဖေကသူ့အမျိုးကြီးအများကြီးကိုဟိုဘက်ရှင်တော်ရွာသွားမယ်ကြက်ကံရွာသွားမယ်ဖျားယူသွားမယ်အဲ့တော့ဟိုဘက်ရွာသွားတယ်ဟေးမိုးတို့ဆေတော်ပြီးအမေကြီးမိုးတို့ဆေတော်အေးလေးတဲ့လားဟောအမျိုးတော်တဲ့ဦးစင်းဒါဦးစင်းရဲ့ဘာကြီးတော်လေဟာငမေသားလိုက်ကွာဝမ်းသာလိုက်တယ်ကွာဟိုကဆွေမျိုးတွေကငငယ်တဲ့ခါမှမမြင်ဘူးဟိုဘက်ရွာကိုတော်မရဘူးမိုးတို့လေးပြပြဦးစင်းရန်ကုန်မှာနေပြန်လာတာရောလက်ဆောင်ဟောဘယ်ဟုတ်မလဲသူကတည်းကတော့လက်ဆောင်ပေးပြီးတော့အပြန်ကနေကြွလာအောင်နော်အဲ့ဒါခွေးရဲ့ပြန်ကနေလာအောင်နော်ဦးစင်းကိုပြစ်နေအောင်နော်ကိုလည်းတစ်ခေါက်လဲသွားပြီးနောက်တစ်ခေါက်လဲသွားအဖေဘာလို့ဦးစင်းရတယ်ဒါပြီးတော့ထုံးတယ်ပြန်ကနေဦးစင်းတပတ်ကြောက်ဟောဘယ်ဟုတ်မလဲကိုကမုန်းတို့တထုပ်ရန်ကုန်ပြန်လက်ဆောင်ပေးတာတော့သူတို့ဆွေမျိုးထုံးစံအတိုင်းပြန်မဲ့နေကြတော့ကိုကပေးတာက9မှတ်အမေသူတို့စီကအနည်းဆုံး9ချက်30တော့ရတယ်ဦးစင်းလမ်းစိတ်လူတိုင်းဝင်9ချက်30ဆိုဟာတင်း9ချက်30တင်း9ချက်30နဲ့ဆိုတွက်ကြည့်ပေါ့9မှတ်နဲ့ရင်းတဲ့မုံဟာအောင်မယ်တော့ချင်းပြီးကောင်းတာအဲ့တော့နည်းနည်းကိုကလေကိုကနည်းနည်းလေးရှက်တာပေါ့ဟိုရှက်တော့အဖေအလုံးမျိုးရမကောင်းတယ်အဖေကလက်ဆောင်ရရင်တော့အလှမွေလူရင်တော့လက်ဆောင်ပြီးတော့ဦးစင်းကရွာမှာမတည်ဘူးတော့မတည်ဘူးလေတဲ့အဲ့ဒါဦးစင်းလိုပဲတဲ့သူတို့သားသမီးတွေညှို့သွားမယ်ဆိုတပည့်တော်တို့နာပြီးတော့နှုတ်ဆက်ရတာပဲတဲ့နှုတ်ဆက်တော့လာကြတော့တပည့်တော်တို့အဲ့လိုပြန်ပေးရတာတဲ့ဒါဆွေမျိုးတွေထုံးစံအကျဉ်းတဲ့ဟာဒါဆိုအဖေအမျိုးတွေအများကြီးတော့တစ်ခေါက်တော့မနေဘူးရမှာရတာဘောတဲ့ဒါတော့ဟိုဘက်ရွာသွားရင်ဦးစင်းအထုပ်100လောက်ဆိုမနေဘူးရမှာတဲ့အဲ့လိုလုပ်ကြတာအဲ့တော့အဖေကဘာပြောလဲဦးစင်းနဲ့မှတ်ထားတဲ့လူတယောက်တည်းကိုရင်းနှီးပေါင်းပြီးတော့သူနဲ့ပဲနေအဲ့လူတွေမတည့်တဲ့အခါကျရင်ကိုကအစင်မပြေတာတွေအများကြီးလူတရားကိုပေါင်းထားရင်လူတရားကနေပြီးတော့လေငါအစင်မပြေလို့တစ်ချက်တော့ပြီးပါပါမယ်လူငွေတစ်ချက်ကလူတိုင်းပြီးတယ်တဲ့လူတရားရှိရင်တယောက်တစ်ချက်နဲ့ငွေတရားရှာလို့ရတယ်တဲ့တကယ်ချင်းတယောက်တည်းသွားပေါင်းလို့ရင်အဲ့တယောက်စီကတရားရဖို့မလွယ်ဘူးတဲ့ဒါအဖေပြောတဲ့ဆိုအခုချိန်ကြီးမှတ်မိတယ်အဲ့22နှစ်တော့ပြောတာဒါပြောနေတာအဲ့ဒါပေါ့ဘုံဘုံတို့အားလုံးမှာအမေတို့အဖေတို့ကနေသင်ပြီးခဲ့တဲ့စကလုံးဘဝတစ်သလုံးသုံးလို့ရတဲ့စကလုံးတွေမရှိဘူးရှိတယ်ဒါကြောင့်ပစ္စည်းနဲ့ကျေးဇူးဆက်တာတွေဟောခဲ့ပြီးဓမ္မနဲ့ကျေးဇူးဆက်တာတွေဟောခဲ့ပြီးဒီကနေ့အဖေစကားအမေစကားကိုယင်ထဲမှာနှလုံးသားထဲမှာထားပြီးတော့တကယ်ဘဝကိုလက်တွေ့ကျင့်သုံးရင်းနဲ့ကျေးဇူးပေးဆက်ခဲ့တဲ့အကြောင်းလေးနဲ့ဒီကနေ့ဘုံဘုံဟောမလို့ပါတရားဘုံကိုပြိဿတယ်မြတ်စွာဘုရားဟောတဲ့ဇတ်တော်တွေထဲမှာဒီဂိရိကောသလဇတ်ဆိုတာရှိပါတယ်950ဇတ်တော်မှာလည်းဟောတာတယ်အဲ့ဒီကနေနောက်တစ်ဆက်ဓမ္မပဒပိုင်းမှာလည်းထည့်ပြီးတော့ဟောတာရှိတယ်အဲ့ဒီကနေဟိုပုဂ္ဂလပြည့်ရကနေညွှန်တာလည်းရှိတယ်အများကြီးပေါ့ဒီဂိရိပြောချင်တာဒီဂိရိကောသလဇတ်ထဲမှာအမေနဲ့အဖေကိုဘယ်လိုကျေးဇူးဆက်သွားသလဲအခုလည်းပြောတဲ့စကလုံးလေးကိုနားထောင်ကျင့်သုံးကျေးဇူးဆက်သွားတာလေးကိုဘုံဘုံပြောမယ်ဗာရာဏသီပြည်မှာဗျမဒတ်မင်းကြီးအုပ်ချုပ်စဉ်ချိန်နဲ့ဗျမဒတ်မင်းရဲ့နာမည်ကကာတိကရစ်မင်းဘယ်လိုခေါ်လဲဇာတော်မှာဗျမဒတ်အမည်ရတဲ့ကာတိကရစ်မင်းဟာတဲ့အုပ်ချုပ်တယ်အုပ်ချုပ်တဲ့ကသူဒီသူ့ရဲ့နိုင်ငံကစီးစိမ်အားနဲ့စီးစိမ်အားနဲ့ကြီးတယ်ချမ်းသာတယ်ပေါ့ဗျာအဲ့ဒီကနေနောက်တစ်ဆင့်စီးရင်အားနဲ့ကောင်းတယ်စီးရင်အားနဲ့ကြီးတယ်စီးစိမ်အားနဲ့ကြီးတယ်အဲ့တော့မြန်နားလည်အောင်ပြောမယ်ဆိုရင်များဘုံဘုံတို့ဒီမှာတရုတ်နိုင်ငံလိုသဘောထားလိုက်တော့မြန်နားလည်အောင်ပြောရင်နိုင်ငံကြီးမကြီးဘူးလားညာလူဦးရေလည်းများတယ်နိုင်ငံကလည်းကြီးတယ်စစ်တီအင်အားစီးပွားအင်အားလည်းကောင်းတယ်နောက်တစ်ခါအဲ့ဒီတိုင်းပြည်နဲ့ဟိုဘက်ဒီဘက်ကတ်နေတဲ့နိုင်ငံတစ်ခုရှိတယ်အဲ့ဒီနိုင်ငံလေးကိုအုပ်ချုပ်တဲ့ရှင်မင်းရတော့ဒီဂီတိကောသလမင်းဘယ်လိုလဲ
ဒီဂရီကောသလမင်းဒီဂရီကောသလမင်းရဲ့နိုင်ငံကလည်းဘာနဲ့တူလဲကျွတ်တို့ဟောရအလွန်လွယ်တယ်ကျွတ်တို့မြန်မာနိုင်ငံလိုပဲနိုင်ငံကလည်းသေးတယ်စီးပွားကလည်းဆင်းရဲတယ်စိတ်တည်အင်အားလည်းမရှိဘာမှမတောင့်တင်းဘူးတဲ့နိုင်ငံကတ်နေပြီပဲလို့နိုင်ငံကြီးတစ်ခုကအင်အားသေးကြည့်ပြီးနိုင်ငံငယ်တစ်ခုကအလွန်အင်အားသေးတဲ့အဲ့ဒီမှာဒီအင်အားကြီးတဲ့နိုင်ငံကအုပ်ချုပ်သူရှင်မင်းနေစိတ်ဓာတ်အောက်တန်းကျသွားရင်ဘလောက်အန္တရာယ်များလဲဒါဒီဇတ်တော်တစ်ခုနဲ့ကျွတ်တို့နိုင်ငံနဲ့ရှင်ကြည့်တော့ဒါနိုင်ငံကြီးတွေပါလို့ရတယ်မပြောပါဘူးတော့ပြောနေတာအဲ့မှာဒီဂတိကောသလမင်းရဲ့နိုင်ငံนี่သူ့ဟာသူအေးအေးချမ်းချမ်းလေးပဲဒီဘက်ကလည်းဘာမှမရှောင်သူ့ဟာသူရက်တည်နေတာပဲသို့တော့ဘုရားကလောဘအလွန်ကြီးတဲ့ယမတကာတိကရဲ့မင်းကဟာဒီနိုင်ငံကိုလည်းငါပိုင်နေတယ်ဒီနိုင်ငံကငါတို့သိမ်းမှဖြစ်မယ်ငါတို့ရဲ့နိုင်ငံဖြစ်ဖို့လိုတယ်ဆိုပြီးလောဘတက်လိုက်တာစစ်တီအားနဲ့အလုံးအရင်ပေါ့ဗျာစစ်ချီတက်လာတဲ့အခါဒီဘက်ကဒီဂတိကောသလမင်းကသိနေပြီဟာဒါနေပြီငါတို့ရဲ့နိုင်ငံနဲ့အလွန်စီးပွားအင်အားကလည်းကြီးတယ်လာနေတဲ့စစ်တီအင်အားကလည်းငါတို့တနိုင်ငံလုံးမှာရှိနေတဲ့လူအင်အားလုံးမကများတယ်။အော်စီးပွားအင်အားလည်းကောင်းတယ်ဒဏအင်အားလည်းကောင်းတယ်လူအင်အားလည်းကောင်းတယ်စီးအင်အားလည်းကောင်းတယ်ဒီနိုင်ငံကဒီမင်းငါ့ကိုလာတိုက်တာငါကပြန်တိုက်နေငါအနာခံပြီးတည်တာနဲ့အတူတူပဲတဲ့ဘယ်လိုတိုက်ငါတို့ရှင်တိုက်လို့မရနေတယ်ရနိုင်မှာမရနိုင်တဲ့အခါကျတော့ဒီဂတိကောသလမင်းကဆုံးဖြတ်လိုက်ပြီမိဖုရားကိုတိုက်နေတယ်မိဖုရားငါတို့တွေသူ့ကိုရှင်တိုက်လို့မရဘူးရှင်တိုက်ရင်သူ့ရဲ့လက်လက်အောက်မှာအသေးဆုံးနဲ့တရားတာပဲရှိမယ်တို့နိုင်မနိုင်အတူကတော့တို့ပြေးကြစို့ဒီဂတိကောသလမင်းသူ့မိဖုရားကြီးခေါ်ပြီးတော့တခါနဲ့နန်းတော်ကနေမြို့တော်ကနေထွက်ခွာပေါ့တိုင်းကြီးကထွက်ခွာတိုင်းကြီးကမထွက်ခွာဘူးနန်းတော်ကထွက်ခွာပြီးတော့တိုင်းကြီးရဲ့မထင်ရှားတဲ့ဟိုတောရွာဇဏပုံလေးတစ်ခုအိုးလုံးတဲ့အိုးထိန်တဲ့ရဲ့နေရာလေးမှာအိုးလုံးသားပုံစံလေးနဲ့အဲ့ဒီမှာလင်မယားလျောက်ရုပ်ချက်ပြီးတော့သွားနေရတယ်ထွက်ပြေးသွားတယ်တော့ဘာအင်အားကြီးတဲ့ကာတိကတဲ့မြမတမင်းကြီးလဲလာလဲလာရတိုင်းပြည်အကုန်လုံးနည်းနည်းစောစောရှိတဲ့လူတွေအကုန်တက်ပေါ့စီစဉ်ဥစ္စာတွေသိအကုန်လုံးပေါ့လေအပိုင်စီးလိုက်တယ်အပိုင်စီးလိုက်တော့အဲ့ဒီမှာမြင်မြန်ပြောကြဆိုဒီဂတိကောသလမင်းတို့ရဲ့တိုင်းနိုင်ငံမှာပြောက်သွားတယ်ခါတိကလေးမင်းရဲ့လက်အောက်ကိုရောက်သွားရုပ်ပြန်ပြီးဒီတိုင်းနေရာကနေပြဿနာအဲ့ဒီမှာပေါ်လာဘာပေါ်လာလဲဆိုတော့ဒီဂတိကောသလမင်းကြီးရဲ့မိဖုရားကြီးမှာကိုယ်ကတည်ရောဗျာဘာဖြစ်လဲကိုယ်ရတယ်ကိုယ်ရတဲ့အခါကျတော့လေဒီဂတိကောသလမင်းကဟာတို့ကလည်းဒီမှာရုပ်ဖြတ်ပြီးတော့ပုံနေရတာကောသလမင်းရဲ့မိဖုရားကြီးကိုယ်ဝင်ရတဲ့အခါတို့ကိုယ်ယူတဲ့အခါအမျိုးသမီးတွေမှာချင်းချင်းတက်တယ်ဆိုတာမရှိဘူးလားရှိပါတယ်ချင်းချင်းတက်တယ်အဲ့ဒီမှာမိဖုရားကြီးကကိုယ်ဝင်ရစ်မှလာတဲ့အခါကျချင်းချင်းတက်တော့ဘာကိုချင်းချင်းတက်တယ်မှတ်တယ်မနက်ခင်းတဲ့နေရောင်ကြီးလေးရဲ့အောက်မှာအင်္ဂါ၄ပါးရှိတဲ့ချက်ဝတ်တန်ဆာဝတ်ဆင်ထားတဲ့စစ်တီတွေကိုမြင်နေအောင်မလေးဗျာမနက်ခင်းနေရောင်လေးမနက်နေလေးတောက်ပဆိုလင်းလာတဲ့အချိန်မှာအင်္ဂါ၄ပါးရှိတဲ့စစ်တီတွေကချက်ဝတ်တန်ဆာတွေဝတ်ဆင်ထားတာကိုမြင်နေတဲ့ချင်းချင်းတက်တယ်နောက်တစ်ချက်ကဘာလဲဆိုရင်ရှင်မင်းရဲ့တန်လျက်ကိုရည်ဆေးပြီးတော့အဲ့ဒီရည်ဆေးရည်ကိုတောက်ချင်တယ်မဲချင်းချင်းတက်တာနော်ခင်ဗျားတို့ချင်းချင်းတက်တာတော့မမေးတော့ပါဘူးဟုတ်လားအဲ့ဒါတကလည်းအဲ့ဒီမှာချင်းချင်းတက်တော့မင်းကြီးကိုပြောတော့အရှင်မင်းကြီးကျွန်တော်မျိုးကဟောဒီမှာတွေ့ထားတဲ့ကိုရင့်တန်လာတဲ့အချိန်မှပြင်ကျမချင်းချင်းတက်နေဟာမိဖုရားကြီးကျောင်းတော်မအောင်ဘာချင်းချင်းတက်တာလဲကြည်ဘဝအချင်းကြီးကတိုင်းပြည်ကနေထွက်ပြေးနေရမယ်အဖေ့ဖြစ်တာကမဟမ်ဆောင်နိုင်တော့ပြောစမ်းမောင်တော်ပြောင်းလို့ပြပါပေါ့တခြားတော့မဟုတ်ဘူးမောင်တော်ရေချင်းချင်းတက်တာလေကျမရဲ့စိတ်ထဲမှာချင်းချင်းတက်နေတာကမနက်ခင်းနေရောင်ကြီးရဲ့အောက်မှာအင်္ဂါ၄ပါးနဲ့ပြည့်စုံတဲ့စစ်တီတွေဟာချက်ဝတ်တန်ဆာဝတ်စုံပြည့်နဲ့ဝတ်ဆင်ထားတာကိုမြင်နေအဲ့ဒီလိုမြင်ပြီးတော့မပြီးသေးပါဘူးရှင်မင်းကြီးရဲ့တန်လျက်တော်ကိုရည်ဆေးပြီးတော့အဲ့ဒီရည်ဆေးရည်ကိုတောက်ခြင်းနဲ့
ဟောဗျာပရိသတ်ရှင်မင်းမျက်နှာလေးငယ်ပြီးတော့ရှင်မင်းဆိုလို့နမ်းကြပါရင်ဟုတ်မင်းလည်းကွာငါရှင်မင်းမမဟုတ်တော့မင်းပြောတဲ့အင်္ဂါ၄ပါးရှိတဲ့စစ်တီငါမင်းကိုဘယ်လိုလုပ်မြင်အောင်ပြလို့ရမလဲငါကလည်းတန်တရားမှမရှိတော့ငါဘယ်လိုလုပ်တန်တရားစီးရင်လည်းမင်းကိုငါတိုက်လို့ရမလဲမသိဘူးကျမကတော့အဲ့ဒါပဲချင်းချင်းတက်နေတယ်အဲ့ဒါမှချင်းချင်းပတ်တဲ့ဒီကိုကိုကအောင်မြင်မြင်မှမွေးလို့ရပါမလားမသိဘူးဆိုတော့လေကဲဆံမေမင်းများကောသလမင်းကြီးဆိုပြီးဘယ်လိုလုပ်ခုရင်းနဲ့ပြင်းဆိုတော့ तू ကနေပြီးတော့ရအောင်အကြောင်းကြားလိုက်တာပေါ့တကယ်ကြီးမင်းနဲ့လေညီမတယောက်လိုချစ်ခင်ရတဲ့ငါရဲ့ဇနီးမယားမိဖုရားကြီးဒီကိုရမ်းနေပြီကွာရတော့လေကြံ့ကြံ့မှန်မှန်ချင်းချင်းတက်တယ်အင်္ဂါ၄ပါးရှိတဲ့စစ်တီချမ်းဝတ်တန်စာနဲ့ဝတ်ဆင်ပြီးတော့မနကင်းနေရောင်ကြီးအောက်မှာရက်နေတာကို तू မြင်နေတယ်နောက်တဲ့ဆိုတာကရှင်မကြီးရဲ့တန်လျက်ကိုရည်စည်းပြီးအဲ့ဒီရည်စည်းရည်ကိုတောက်ချင်တယ်လို့ချင်းချင်းတက်နေတယ်ကွာအဲ့ဒါငါဘယ်လိုလုပ်ရမလဲအဲ့တော့ဘရောကြီးကြီးဟာအဲ့ဒါဆိုရှင်မင်းကြီးဘာမှသိပြီးတော့စိတ်ထဲမှာမပူပါနဲ့ကျွန်တော်မျိုးတို့လည်းပဲမိဖုရားကြီးနဲ့မတွေ့ရတာကြားနေပြီးတော့မိဖုရားကြီးကိုကျွန်တော်မျိုးစီခေါ်လာသမ်းပါဟာအဲ့ဒါဆိုခေါ်လာမယ်ကွာမိဖုရားဆိုရုပ်ပြတ်တာလားပေါ့တခါတခါသူတို့မှလေတိခေါက်ရောင်ဆိုးပြီးတော့ provide အယောင်ပေါ့လေတရားကျင့်နေတဲ့ယောဂီပုံစံမျိုးလေးနဲ့ကိုသွားနေရလူအိုပုံစံလေးတွေနဲ့အဲ့တော့ရှင်မင်းကြီးကတခါမိဖုရားကြီးကိုခေါ်ပြီးတော့ပရောဟိတ်ကြီးစီသွားပရောဟိတ်ကြီးစီသွားတဲ့အခါကျတော့လေပရောဟိတ်ကမိဖုရားကြီးလာတာမြင်လိုက်တာလေကောသလဝရာဇဝတ္တဘောကုသိကတောကောသလဝတ္တကောသလရာဇဝတ္တဘောကုသိဝတ္တောပါဠိလေးသုံးခါရွတ်လိုက်တယ်ပါဠိလိုရွတ်မြန်မာလိုဆိုတော့ဘာလဲဆိုရင်ဟောဒီမိဖုရားကြီးရဲ့ဝမ်းပိုက်ထဲမှာကိုယ်ဆောင်ထားတဲ့ကိုယ်သေးလေးသည်ကလေးလေးသည်ကောသလမင်းဖြစ်တဲ့ပုဂ္ဂိုလ်ဘယ်လိုလဲဟောဒီဝမ်းပိုက်ထဲမှာကိုယ်ဆောင်ထားတဲ့ကလေးဟာတမ္မမဟုတ်ဘူးတဲ့ဘောဝချင်းတို့ကုသိတော်ဝမ်း၌တည်နေသောတန်ငယ်သည်ကောသလရာဇဝတ္တကောသလမင်းဖြစ်နေစေလေသောတကားအဲ့ဒီကလေးကတည်ညရင်ကောသလမင်းဖြစ်မှာဆိုပြီးတော့အော်လေတခါလေသူတို့ရဲ့ပုံနာဝတ်ရုံလေးကိုချက်ကြနာတို့ဘုန်းကြီးတို့လက်ကြော်လေးထိုးပြီးတော့မိဖုရားကိုလက်အုပ်ချီပြီးတော့အယုသိပြီးပြီးတော့ကျူတာတချိန်ကျရင်ဒီကိုယ်နဲ့ကလေးရဲ့ဘာဖြစ်မှာကောသလမင်းဒီဂတိကောသလမင်းရဲ့သားဒီဂတိကောသလမင်းနေရာမှာမင်းပြဖြစ်မှာဒါလည်းသိရောလေတကားလေရတယ်မဘူးနဲ့အရှင်မင်းကြီးစိတ်အေးထားဒီကိစ္စကျွန်တော်မျိုးဖြစ်အောင်စီစဉ်ပေးမယ်ပရောဟိတ်ဆိုတော့အခါတော်ပေးဆိုတော့ရှင်မင်းနေရာလေအခါတော်ပေးပြောရင်အကုန်လုံးတာမဟုတ်လားအဲ့တော့ဘာလို့လဲနောက်တစ်နေ့ကာတိကလေးမင်းကိုနှမ်းပြီးသူကတန်တော်တယ်ရှင်မင်းကြီးကျွန်တော်မျိုးရဲ့အတိတ်နမိတ်ဒီအရာအရှင်မင်းကြီးလို့ရမယ့်တောင်းတစ်ခုရှိပါတယ်ရှင်မင်းကလုပ်တယ်ဘာမှမသိဘူးပရောဟိတ်ပြောတာအကုန်လုံးနားထောင်ဟာဘာလို့ရမှာလဲဘာလို့ရမလဲမင်းကြီးရဲ့နန်းတော်ရှိမနခင်နေတက်ချိန်လေးမှာနေထွက်ချိန်လေးမှာနေလေးတက်လာတဲ့အချိန်ရောက်ရင်အင်္ဂါ၄ပါးရှိတဲ့စစ်တီတွေဟာချက်ဝတ်တန်စာတွေအပြည့်ဝတ်ပြီးတော့နန်းတော်ရဲ့ရင်မြေမှာလာပြီးတော့အစုံကြီးရက်ရမယ်မင်းကြီးသူတို့တွေစုံကြီးသာရက်ပြီးမင်းကြီးရဲ့တန်လျက်တော်ကိုရည်စည်းရပါမယ်ဗျာဒါမှမင်းကြီးတို့ကောင်းပါမယ်အမှန်တော့မင်းကြီးတို့ကောင်းပါမယ်လို့ပြောတာလေဘယ်မင်းကြီးလို့မပါဘူးဟိုဘက်ကမင်းကြီးကိုပြောတာအဲ့တော့သောသောပြောလို့လေရှင်မင်းရအခါတော်ရေးခိုင်းတယ်ဆိုအကုန်လုံးချတယ်နောက်တနေ့ပဲမိဖုရားကြီးကလာကြည့်နေကျောင်းတန်စာလေးနဲ့ဝတ်ထားတဲ့စစ်တီအင်္ဂါ၄ပါးလည်းသူမြင်လိုက်ရတယ်ပြီးလည်းပြီးတော့ရှင်မင်းရဲ့တန်လျက်ကိုဒီကနေ့ပရောဟိတ်ကြီးကရေစည်းပြီးတော့အဲ့ဒီရေစည်းရေလေးပဲမိဖုရားကြီးကိုဒီကနေ့ပေးလိုက်တယ်မိဖုရားကြီးအဝါတောက်ပြီးလိုက်တာနဲ့စိတ်တွေကြည်လင်လန်းဆန်းပြီးတော့အထဲမှာဆောင်းထားတဲ့ရှင်မင်းဖြစ်လာမဲ့ကိုယ်ဝန်တဲ့သားလေးခါလေးကျန်ကျန်မချမ်းသာတဲ့နဲ့အများဆုံးနေစိလမ်းစိမွေးပြီးတော့ဗျာမွေးလိုက်တော့သူမွေးဖို့တော့ကိုဖော်နေရတာဘာဖြစ်သွားလဲမွေးသွားပြီဆိုတော့မိဘနံပါတ်မထေမရှားပုံစံလေးနဲ့အိုးသိတဲ့ပုံစံလေးနဲ့နေရတဲ့တကားတဲ့စောင့်ရှောက်လာလိုက်တာသားလေးအရွယ်ရောက်လာတော့
ရှင်မင်းကောသလမင်းကဒီဂတိကောသလမင်းကတတိထားတယ်ဟေးရှင်မမိဖုရားကြီးငါတို့တော်မှာရုပ်ပြပြီးတော့ဒီမဲ့ဘီကနေဟောဒီနေရာမှာရှောင်ပုံပြီးတော့ဝရံပြေးဘဝနဲ့နေနေရတာငါတို့နဲ့ဟောဒီငါတို့သားလေးအတူထားရင်တစ်ချိန်ငါတို့မြန်မိသွားခင်ငါတို့သားလေးပါငါတို့အတွက်နဲ့အသက်တရားလိမ့်မယ်ပြီးတော့မဖြစ်ဘူးသားကိုအကျိုးကြောင်းဆက်ကြောင်းတွေစုံအောင်ပြောပြီးတော့သားအဖေတို့အမေတို့နဲ့အတူနေလို့မဖြစ်ဘူးသားဗာဒနာတိမျိုးရဲ့အပြင်ကိုထွက်ပြီးတော့နေပါတော့ရဇဏမုတ်မထင်ရှားတဲ့နေရာမှာနေပြီးတော့ငါသားนี่တက်အပ်တဲ့ပညာတွေကိုရအောင်ကြိုးစားပြီးတော့သင်ယူပါဒါကြတဲ့သားလေးကိုမြို့မှာမနေနဲ့တောဘက်မှာသွားနေပြီးတော့ပညာသင်ယူပါတဲ့ကြည့်ရတာတော့ရှင်မင်းပြေးလာတာဆိုတော့လေဗျာယရနာလေးဗရမ ्या လေးတော့ပါလာမှာမဟုတ်လားပညာသင်ဈေးတော့ထုတ်ပေးနိုင်မှာပေါ့အဲ့တော့သားလေးရဲ့မိဘစကားနားထောင်ပြီးတော့သားလေးနာမည်ဒီကာဟုမင်းသားဘယ်လိုလဲဒီကာဟုမင်းသားလေးတကားလေအပြင်ထွက်ယောက်ျားတို့တက်အပ်တဲ့မင်းကြီးမင်းသားတို့တက်အပ်တဲ့အထာရတပညာရေးကိုရအောင်သင်ကြိုးစားဒီလိုပဲကြိုးစားပြီးတော့သင်ရင်နဲ့သူလည်းအရွယ်လေးတစ်ပြည့်တစ်ပြည့်နဲ့ရလာတဲ့အချိန်တနေ့ကျတော့ပြိတ္တိုင်ဇဏန်းကစပြီဒီဂတိကောသလမင်းရဲ့နန်းတော်မှာအရင်တုန်းကအခါစားဝင်နေတဲ့ဆတ္တာတယ်ဆိုသိလားမှန်ခေါင်းတွေပါလေရိတ်တာပေါ့လေဆတ္တာတွေကအဲ့ဒီမှာဟိုသွားဒီသွားရင်အဲ့ဇဏဘုတ်တောရွာဘက်ကိုရောက်သွားတဲ့အချိန်စောစောပြောတဲ့ဒီဂတိကောသလမင်းနဲ့မိဖုရားကြီးတို့ပုံနေတဲ့ရှောင်နေတဲ့အိုးထိန်တွေရဲ့နေရာမှာသူကသွားတွေ့တယ်ဆတ္တာလည်းဆိုရှင်မင်းမြည်ရဆိုဟာဒါဒီဂတိကောသလမင်းနဲ့မိဖုရားကြီးပဲအဲ့တော့ပြိဿရဲ့ဆတ္တာလည်းအသာလေးပြန်တာဒီကနေ့ခေတ်ကြမှာအဲ့ဒါမျိုးမဟုတ်ဘူးနော်ဟိုခေတ်တွေကဖော်လံဖားတွေအများကြီးပဲသူကဆိုအာရယ်ကြောက်လို့ပုံနေတာပဲကိုယ်လည်းကျေးဇူးရှိခဲ့တဲ့ကျေးဇူးရှင်ရှင်မင်းပဲမပြောတယ်သူဘာမှမဖြစ်ဘူးသုတော်လက်တော်လေးများရမလားဆိုပြီးတော့ပြောတာမျိုးချက်ချင်းနန်းတော်ကိုသွားမလုပ်တယ်ပတ်တယ်ကာသီကရဲ့မြမတမင်းကိုတန်တော်ဦးသွားတယ်မင်းကြီးတဲ့အရှင်မင်းကြီးအတွက်အန္တရာယ်အလုံးကိုကြီးမားလာပါတယ်အရှင်မင်းကြီးအပိုင်သိမ်းထားတဲ့ဟောဒီနိုင်ငံကတိုင်းပြည်အုပ်ချုပ်တဲ့ရှင်မင်းကြီးနဲ့မိဖုရားကြီးတို့သည်ဟောကမထေရတဲ့တောရွာဇဏပုံလေးမှာအိုးထိန်တဲ့ပုံစံနဲ့တစ်မျိုးပရပိုက်ပုံစံနဲ့တစ်မျိုးရုပ်ဖြတ်ပြီးတော့ရှောင်နေကြပါလေမသိဘူးလောကကြီးထဲမှာရှိပါတယ်မင်းကြီးတို့အန္တရာယ်များလို့ကျွန်တော်မျိုးလာရောက်ပြီးတော့သတင်းပြီးတန်တော်ဦးတင်ရပါတယ်ဆိုသတင်းသွားပြီးတော့ပြီးလိုက်တာဗျာဟေးကြောက်စရာမကောင်းဘူးတက္ကမှာနော်ဘယ်သူမှမယုံအောင်ဆိုလေအပြည့်ပြောရတော်ခက်တယ်အခုဘာအစစ်မှမရှိတဲ့ဆတ္တန်တွေကဇနီးမောင်နှံရှင်မင်းကြီးနဲ့မိဖုရားကိုသွားပြီးတော့သတင်းပို့လိုက်တော့ဟိုကချက်ချင်းတင်းပြီပေါ့ဟာဒီကောင်အသက်ရှင်နေရင်တစ်ချိန်စစ်တီဘိုးပါစုဆောင်ပြီးငါ့ကိုပြန်တော်လာလိမ့်မယ်ဟေးမူကြီးမရလေအဲ့ဒီဂတိကောသလမင်းနဲ့မိဖုရားကိုသွားရောက်ဖမ်းငါရှင်မင်းထံကိုပြစရာမလိုဘူးကျိုးနဲ့သိချာမပြင်းနိုင်အောင်တုတ်ပြီးရင်မြို့ကိုတလန်းဝင်တလန်းထွက်အားလုံးမြင်အောင်ပြပြီးတော့ရိုက်ဆုံးပါဟောဒီမှာဝေယံမြေဒီဂရီကောသလမင်းနဲ့မိဖုရားကြီးဖြစ်ပါတယ်ဆိုပြီးတော့ရိုက်ပြီးတော့တလန်းလုံးကိုတလန်းဝင်တလန်းထွက်ပြပြီးရင်ညနေမိုးချုပ်ပြီးဆိုရင်တော့တောင်တကားဘုတ်ကထွက်ပဲသူတို့ကိုအသေးသက်ပြီးအလောင်းကို၄ပိုင်းပိုင်းသက်စီသိပြီးတာတော့မှအလောင်းကိုဘယ်နှပိုင်းလဲအလောင်းကို၄ပိုင်းပိုင်းကြီးအလောင်းပုံစံတော်မထားဘူး၄ပိုင်းပိုင်းကြီးခိုင်းတယ်အဲ့တော့ဗျာရာဇောသားဆိုတဲ့ဘဝရောက်တော့ချက်ချင်းမူကြီးမယားတွေကရှင်မင်းကြီးကိုသွားဖမ်းမိဖုရားကြီးဖမ်းနေအောင်လုံးကိုကျိုးနဲ့တုတ်လာပြီးတော့ဒီဘက်ကကာတိကရဲ့မင်းပေးတဲ့အမိန့်တိုင်းပဲတခါလေတလန်းဝင်တလန်းထွက်ဟောဒီမှာဝေယံပြည်ရှင်မင်းနဲ့မိဖုရားပြီးပြီအမှန်တော့သူကိုယ်တိုင်ကသူများနိုင်ငံလာပြီးတော့ဗိုလ်ချထားတာပြောလဲပြောရိုက်လဲရိုက်ပေါ့ပြောလဲပြောရိုက်လဲရိုက်တလန်းဝင်တလန်းထွက်နေဝိုင်းကြည့်ကြတယ်လူတွေစီကားနေအဲ့ဒီနေ့မှာပဲတိုက်တိုက်ဆိုင်ဆိုင်ဒီကောင်မင်းသားလေးရတယ်အဖေတို့အမေတို့နဲ့ငါမတွေ့ရတာလဲကြာပြီအဖေတို့အမေတို့ကလည်းတပြေးတပြေးနဲ့အသက်ရွယ်တွေကရလာပြီ
ငါအဖေတို့အမေတို့စီကိုသွားအောင်ပါပဲလူမသိသူမသိအောင်ပေါ့ဗျာဗာရဏသီမြို့ထဲဝင်သူကြတော့နောက်ပိုင်းကျမှမွေးတာဆိုသူ့ကိုမသိကြဘူးလေတာမန်ကလေးလိုပဲသိကြဗာရဏသီမြို့ထဲဝင်ပြီးအမေတို့အဖေတို့ရှိတဲ့နေရာသွားမယ်ဆိုပြီးတော့သွားလိုက်အဲ့ဒီမှာပြဿနာဘာဖြစ်လဲဆိုတော့ဒီကလေးကောသလမင်းနဲ့မိဖုရားသူ့အဖေနဲ့သူ့အမေကိုတလန်းဝင်တလန်းတော့ကျိုးတုပ်ပြီးတော့ကြောပြောပြီးရိုက်နေတော့လူတွေစီလိုက်တာဘာလေးလို့ကြည်လိုက်တော့ဟောဗျာပြိတ္တိုင်လေအဖေနဲ့အမေဖြစ်မနေဘူးလားအဖေနဲ့အမေအရိုက်ခံရတာလည်းမြင်ရောဒီပါဒီကောင်မင်းသားအဖေလို့လည်းအော်ခေါ်လို့မရအမေလို့လည်းအော်ခေါ်လို့မရခေါ်လို့ရတယ်အော်ခေါ်လိုက်ပြန်လေသူလည်းပဲဟာတာသူတို့သားဒီကောင်မှတတ်ဆိုတတ်မှဆိုတော့လေတိုင်းခံစားချက်တွေကိုကိုရင်းစားကြည့်အမေနဲ့အဖေကလည်းဟိုမှာမသိုံတမဲ့အရိုက်ခံလို့နေရပြီအမေနဲ့အဖေရဲ့အဖြစ်ကိုမြင်လဲမြင်နေရတယ်ကြားလဲကြားနေရတယ်အကုန်လုံးကိုသိနေပါလေကဲနဲ့အမေအဖေတို့လည်းပဲသားအဖြစ်ကခေါ်လို့မရပြန်ဒီတော့ဘာလို့လဲဆိုအမေနဲ့အဖေကိုစိတ်တက်လေးများအားရှိမလားဆိုအမေတို့အဖေတို့မြင်တော့တဲ့နေရာဒီဒူလေးကိုတိုးပြီးတော့ရှင်းသားလေးကနေရောက်အောင်သွားတော့ဒီကောင်မင်းသားလေးရှင်းဆုံးကလာပြီးကြည်တယ်လေမြင်ရောအဖေဒီကလေးကောသနာမင်းမြင်သွားပြီမြင်သွားလိုက်တော့ပြိတ္တိုင်ကြည်စမ်းအမေတို့အဖေတို့ရဲ့ဘဝလည်းဘလောက်ရင်နာစရာကောင်းလဲဟောဒီမှာသီလအောင်အယိုက်နာခံရတဲ့အချိန်ကိုသားလေးကိုမြင်လာတော့မှသာရင်ငါသားရဲ့အမေတို့အဖေတို့စီမလာတဲ့ငါသားလေးမြင်မြန်ပြေတော့လို့လည်းမပြောရင်သားဆိုတဲ့အတန်ကိုမထွက်ရဘူးလေသူတို့သားမသိရင်တတ်အောင်ပါဘူးသို့တော်ပြိတ္တိုင်အဖေနဲ့အမေကအယိုက်ခံရတဲ့ကြားတွေကပဲသားပြည့်တဲ့ဒီကောင်မင်းသားလေးမြင်လဲမြင်မျက်နှာချင်းနဲ့ဆုံသွားရင်ဟာငါသားလေးငါတို့ကိုကြိုက်တာတည်တော်ပြီအဖေနဲ့အမေကလည်းသားလေးကိုတည်တယ်သားလေးကလည်းအဖေနဲ့အမေကိုသူတည်နေတယ်သူရောက်နေတဲ့အကြောင်းလေးသိဟန်ပြလိုက်တဲ့အခါကျတော့အဖေကရိုက်တဲ့အချိန်မှာအမလီပြပြေပါဦးဗျအမလီဖယားဆိုတခုမှမတောင်းဘာအော်တယ်မှတ်တယ်အဖေကစကားလေးသုံးဖို့နဲ့အော်တယ်မာခောတောတတတိကဝုတိကံပတ္တမာရတံဒါတတိကဝုချေတတိကဝုသွန်သင်သည်ဒီကံအရှိကိုမပတ္တမရှုပါလိနှင့်ရတံအတော်ကိုလည်းမပတ္တမရှုပါလိနှင့်ပထမစကားလေးနဲ့ပြောလိုက်တယ်ဒါတချေတတိကဝုသွန်သင်ချေတသည်ဒီကံအရှိကိုမပတ္တမရှုပါလိနှင့်ရတံအတူကိုလည်းမပတ္တမရှုပါလိမ့်နဲ့ညီမတို့ပြောပြမယ်နော်ခြေသားတဲ့သင်ခြေသားတွေဟောဒီလောကကြီးထဲမှာတကယ်ကိုဘီယံကိကိနဲ့ချမ်းချမ်းသာသာလူတယောက်ဖြစ်ခြင်းနဲ့ဆိုရင်တော့အရှိကိုလည်းမရှုပါနဲ့အတူကိုလည်းမရှုပါနဲ့ပြောကြည့်ပါတယ်လေနံပါတ်1စကားလေးနော်အရှိကိုလည်းမရှုပါနဲ့အတူကိုလည်းမရှုပါနဲ့နောက်တစ်ခုကဒါတဒီကဝချေသဒီကဝဝေရာယံတို့သည်ဝေရိနာယံတို့မူသဖြင့်နာဟိတမန္တိမငြိမ့်ကြလေကုန်နောက်စကားနံပါတ်1စကားခြေသားတဲ့ဟောဒီလောကကြီးမှာတရားနဲ့တရားယံမူတိုက်ခိုက်ကြပြီဆိုရင်ယံကိုယံနဲ့တုံ့ပြန်လို့ဘယ်တော့မှယံဆိုတာမငြိမ့်ပါဘူးနံပါတ်1စကားလေးကယံကိုယံနဲ့တုံ့ပြန်လို့ပါတယ်နဲ့ယံမငြိမ့်ဘူးတဲ့နောက်တစ်ခုကဒါတဒီကံจิตတိကံဝေဒယံတို့သည်အဝေရိဏဟိယံတုံ့မမှုခြင်းဖြင့်သာလျင်သမ္မာတိငြိမ့်ကြလေကုန်၏နံပါတ်3စကားကျတော့จิตတဲ့တရားနဲ့တရားယံမူကြတဲ့အခါမှာတယောက်ကတယောက်ကိုယံတုံမမူခြင်းဖြင့်သာလျှင်ယံတွေကငြိအေးလို့အောင်မြင်ပါလေပေါင်းလိုက်တဲ့စကားလေး၃ခုပဲရှိတယ်ဘယ်နှခုလဲပြောပြမယ်နော်မြန်မာပြန်လေးချစ်တာတဲ့ဟောဒီလောကကြီးမှာជីវချမ်းသာတဲ့လူသားတယောက်ဖြစ်ခြင်းနဲ့ဆိုရင်သိချစ်သားသည်အရှိကိုလည်းမရှုပါနဲ့အတူကိုလည်းမရှုပါနဲ့ပြောပါလေနဲ့ရှ
မန်သမယသည်ယံတုံပြန်ခြင်းကြောင့်ဘေသောခမယမဏိမှာယမန်သမယသည်ယံတုံပြန်ရဲ့ဗါတဲ့လေဘေတော့မှယမဏိမှုတဲ့ယမန်သမယသည်ယမတုံပြန်မှတ်သားလေငြိမ့်အေးတဲ့ယံငြိမ့်တဲ့ဘဝကိုရောက်ပါလေဟောလိုက်စကားဘယ်လိုခေါ် တော့တော့ပါခင်ဗျာ အဲ့ဒီသုံးခုကိုလေသူကจิตသားဒီကောင်จิตသားဒီကောင်နဲ့သူသားနာမည်လေးကိုပြောပြီးတော့အော်ဟာမဖြစ်လို့လေလူတွေအများကြီးထဲမှာသူသားဒီကောင်ကိုသူတို့ကသိတယ်လေကျန်တဲ့လူတွေမသိဘူးဒီကောင်ဆိုရင်သူတို့သားလေးမကြမ်းပါဆိုအဖေးမှာအရိုက်နဲ့ခံဒီလောက်နာကျင်နေတဲ့အချိန်တော်မှနော်ဖျားတတာမပါဘူးအမလိတတာမပါဘူးจิตသားဒီကောင်ဆိုဒီစကားလေးသုံးခုကိုဒီကောင်ဆိုအတန်လေးခေါ်ပြောနေတော့လေပြိတ္တစဉ်းစားကြည့်ပေါ့အဖေကလည်းရိုက်တဲ့ကြားတွေကနေနာကျင်ခံကနေပြီးတော့အော်လို့နေတယ်။သားကလည်းပဲအဖေကိုကြည့်ပြီးတော့ဘယ်လိုမှမခံစားနိုင်တဲ့အခါပြိတ္တရဲ့အင်္ဂလိပ်ကိုကြည့်ပြီးတော့ဘာရင်ပေါ်မှာကြာလာတဲ့မျက်ရည်လေးတော်မှလူသိမှကြောက်လို့ချက်ချင်းလေးပြန်ပြီးတော့တုတ်ပြီးတော့ငိုရတဲ့ဘဝနဲ့ကြည်နေရရှာတယ်။ပြီးတော့ဓမ္မနဲ့သားရဲ့အဖြစ်ကိုပြိတ္တရဲ့စဉ်းစားကြည့်စမ်းဝန်နေစရာမကောင်းလား။အဲ့တော့ဒီရသားနဲ့အဖေတို့ကတော့ကိုယ်ခံစားချက်နဲ့ကိုဖြစ်နေတာဘုရားမူကြီးမရအနာဘဂဝတာနေဟာဒီမင်းကြီးရတယ်จิตသားဒီကောင်နဲ့အော်နေတယ်ဟာဒီထဲမှာသူသားပါလားမသိဘူးသူသားပါလားမသိဘူးအာမင်းကြီးတို့ကလည်းဘယ်လိုလုပ်ပါမလဲဗျာသူတို့မှသားမှမရှိတာဒီမှာကြောက်တော့ကြောင်ကနန်းနဲ့ရှောက်အော်နေတာဒီမှာပေါ့ဒီလိုပြောရတယ်အောင်ပင်ရှင်မင်းဆိုရရာဇမန်ကတော့မရသေးဘူးမကြသေးဘူးနော်အေးငါပြောနေတာငါသားကိုတကယ်ပြောနေတာအမှန်တော့သူတို့ပြောကြတယ်သူသားလေးမကြားပါဘူးထပ်တက်ပြောနေတာဉာဏ်ရှိတဲ့ငါသားတို့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကကြားရင်သိလိမ့်မယ်ဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကတော့ငါပြောတဲ့စကားကိုနားလည်မှာမဟုတ်ပါဘူးနောက်ထပ်ထပ်ပြောတယ်จิตသားဒီကောင်တဲ့ဟောဒီဘဝကြီးမှာမိမိကိုယ်ကြီးပွားလို့လဲဆိုရင်ဖြင့်အရှိကိုလည်းမရှိပါနဲ့အတူကိုလည်းမရှိပါနဲ့ယံကိုယံနဲ့တုံ့ပြန်နေသမျှယံမငြိမ်းပါဘူးယံကိုယံနဲ့မတုံ့ပြန်ပါသလေယံငြိမ်းပါလေဒါလေးပဲတစ်ခေါက်ထပ်ပြောရပြန်ပြီအာနောက်တစ်ခေါက်ထပ်ပြောအဲ့တော့ပြိဿရေအဖေကလည်းသားကိုဒီစကားလေးမှာရင်တော့ရိတ်တဲ့ကြားရပြောသားကလည်းပဲကြားပါလေဖေတို့မတော့မပြောပါနဲ့လို့လည်းပြောလို့မရတော့ပြိဿရေအဖေတို့အမေတို့ကလည်းပဲဝမ်းနေမျက်ရည်လေးနဲ့အရိုက်ခံရတဲ့သားလေးမျက်နှာကိုတစ်ချက်လူမသိအောင်ကြည့်ပြီးတော့ပေါ်ပြောနေရတယ်။သားပြည့်တဲ့ဒီကောင်လေးကလည်းအဖေရဲ့နာကျင်နေတဲ့ဒဏ်ရာကြားကနေအော်ပြောတဲ့စကားလေးကိုကြားပြီးတော့အဖေရဲ့သားကြပါလေတော်ပါတော့အဖေရဲ့မောဒီပါပဲလို့ပြောခြင်းပေမဲ့လည်းပြောလို့မရတဲ့ဘဝကြီးထဲမှာအဖေတို့အမေတို့ရဲ့နှလုံးအိမ်ကမခံစားနိုင်တော့သားအတွက်ကြားနေတဲ့မျက်ရည်တွေသားရဲ့နှလုံးသားကမခံစားနိုင်တော့အဖေတို့အမေတို့ကိုကြည့်ပြီးတော့ကြားတဲ့မျက်ရည်တွေပြိဿရေအဖေနဲ့အမေရဲ့မျက်ရည်ကလူသိလို့ရပေမဲ့လူသိမခံရတဲ့ဒီကောင်လေးကမျက်ရည်တွေကိုအန်ချီပြီးတော့ပြန်တုံရင်းနဲ့လေအဖေတို့ဒီလမ်းနဲ့ခေါ်သွားရင်ဒီလမ်းလိုက်နောက်လမ်းခေါ်သွားနောက်လမ်းလိုက်နောက်ဆုံးတလမ်းဝင်တလမ်းထွက်နဲ့လိုက်ရင်နဲ့ညနေမိုးချုပ်ပြီးဆိုတော့မင်းကြီးရဲ့အမိန့်တိုင်းတောင်ဘက်မုတ်ကနေရှင်မင်းကြီးနဲ့မိဖုရားကြီးကိုထုတ်အဲ့ဒီမှာအာနာဘဂဝတာရိယတတ်ရှင်မင်းရဲ့အမိန့်နဲ့အလောင်းကိုပြိဿဘယ်နှပိုင်းပိုင်းရ၄ပိုင်းပိုင်းပြီးတော့ဒီတိုင်းပဲဆွတ်ပြထားခဲ့သို့တော့အဆောင်တော်ထားခဲ့တယ်မင်းတို့ဆောင်ညာအဲ့ဒီမှာရှင်မင်းကြီးနဲ့မိဖုရားရဲ့အလောင်း၄ပိုင်းပဲမင်းတို့ဆောင်ညာတော့ဆိုဂျူတီချင်းတော်ပြီပေါ့ဗျာဂျူတီချင်းတဲ့အချိန်ရောက်တော့ညပေါင်သွားအဲ့တော့ဒီကောင်မင်းသားလေးကအဖေနဲ့အဖေတတ်တာလည်းမြင်ရတယ်အလောင်းပိုင်းတာလည်းမြင်ရတယ်ဘာလုပ်လိုက်လဲဆိုချက်ချင်းဇဏဘုဘကိုပြန်သွားဘာလုပ်လဲဆိုအချင်းကြီးကြည့်ပြီးတော့အရက်ရှာလာဘာလဲဘာရှာလာအရက်မူးတဲ့အရက်ရအောင်ရှာလာပြီးတော့ဘာလုပ်လဲဆိုမှောင်နေတဲ့အချိန်ဟိုမှာအလောင်းဆောင်နေတဲ့လေးပိုင်းပိုင်းတာလည်းအလောင်းဆောင်နေတဲ့လူတွေကိုချက်ချင်းအရက်မူးအောင်တက်ချက်ချင်းပြီးဆိုပြီးတကယ်တော့အရက်ပါလဲတောက်မလားဒီလိုကောင်တွေလည်းတောက်တယ်တောက်မယ်ပေါ့ချမယ်ဆိုအရက်မူးအောင်တောက်ပြီးတိုက်ပြီးတော့ဟိုကောင်တွေမူးလဲမူးအိတ်လဲပျော်သွားရောတခါတည်းနီးရနေရနဲ့ထင်းနေရအောင်ရှာထင်းပုံလေးအမြန်ပုံပရိသတ်ကြီးကြည့်လိုက်ပေါ့အဖေအလောင်းနဲ့အမေအလောင်းလေးကိုလေးပိုင်းဖြတ်ထားတာလေးကိုပရိသတ်ကြီးတစ်ပိုင်းချင်းကောက်ပြီးတော့ထင်းပုံမှာတင်း
အဖေရဲ့ခေါင်းလေးကိုတင်ပြီးတဲ့ကမှာအဖေရဲ့ခန္ဓာကိုအပေါ်ပိုင်းလေးကိုယူပြီးတော့ခေါင်းလေးနဲ့ပြန်ပြီးတော့ထင်းပေါ်ပေါ်မှာပြန်ပြီးတော့ဆန်းပြီးအဖေရဲ့ခန္ဓာကိုအလယ်ပိုင်းလေးကိုပြန်ယူအလယ်ပိုင်းခန္ဓာကိုယ်လေးနဲ့ပြန်ပြီးတော့ဆန်းအဖေရဲ့ခြေပိုင်းလေးကိုပြန်ယူခြေပိုင်းလေးနဲ့ပြန်ပြီးတော့ဆန်းထင်းပေါ်ပေါ်မှာအဖေရဲ့အလောင်းကိုလေးပိုင်းလေးကကောက်ယူပြီးတော့အလောင်းပုံစံလေးပြန်ပြီးတော့ဆက်ပြီးတဲ့အချိန်အမေရဲ့အလောင်းကိုလည်းကောက်ယူလေးပိုင်းလေးကိုအလောင်းပုံစံပြန်ပြီးတော့ထင်းပေါ်ပေါ်မှာဆက်ပြီးတော့တင်ပရိသတ်ရင်ထဲမှာစွန့်နေကြည်ကွဲနေပြီမဲ့လို့ပါဇက်ကအဖေရဲ့အမေရဲ့သားဘယ်လိုမှမခံစားနိုင်ဘူးအဖေတို့အမေတို့ရဲ့ဝကြွေးကနေကြည်လိုက်တာဒီလိုမျိုးပဲကြီးတွားပြီးတော့အလောင်းကိုအပြန်စီတင်ပြီးလဲပြီးတော့ပါလာတဲ့လောင်စာနဲ့ပရိသတ်ထင်းပေါ်ကိုမိရှုံးပြီးတော့အဖေနဲ့အမေရဲ့အလောင်းကိုအဲ့ဒီမှာကိုယ်တိုင်လေးပိုင်းကိုအလောင်းပုံစံပြန်ဆက်ပြီးတော့မိသိညွှန်ရှာတယ်။ဘဝကြီးမကြောက်စရာမကောင်းလား။တရေနဲ့လောင်ကျွမ်းလာတဲ့ပြီးတော့ဒီကအဖေနဲ့အမေရဲ့အလောင်းကိုစတင်လို့လောင်ကျွမ်းတဲ့အချိန်နဲ့ရောက်ရောမိဘကြီးကိုအလောင်းရှို့တဲ့မိဘကြီးကိုလက်ရရင်ပန်းပြီးတော့အဖေနဲ့အမေကိုကြော့အာရပါရကြော့ပြီးတော့မှအဖေနဲ့အမေတို့ခံစားရတဲ့ခံစားချက်တွေပါပြင်ပေါ်မှာမျက်ရည်တသွေးသွေးစီးကြရင်နဲ့ဝမ်းနဲ့စွာလက်အိုလေးချီပြီးတော့သူ့ရဲ့တော်ဥပတ်ကိုပြန်ပြီးတော့လှည့်လို့လာသူကတော့သူ့လမ်းနဲ့တော်တဲ့ကိုပြန်သွားပြီအဲ့ဒီမှာပြိဿကြီးသူမထွက်ခင်လေးအချိန်မှာကာတိကရေမင်းကြီးရတယ်သူ့ရဲ့လက်သာဆောင်ကိုထွက်ကြည့်တဲ့အချိန်ညမောင်ကြီးဝတ္တဝါကနေတပြည့်တပြည့်ညာဥပိုက်ရောက်လာလာရအောင်ထွက်ကြည့်တဲ့အချိန်မှာအဲ့ဒီမှာကာတိကရေမင်းကြီးရဲ့မျက်လုံးထဲမှာတိတ်တယ်မြင်တော့ဟာဟိုမှာမီးရှို့နေတာတရားမဟုတ်ဘူးဒီကောသလမင်းနဲ့မိဖုရားကြီးတို့ရဲ့ရုပ်အလောင်းကိုလူတယောက်ကတေချာကိုထင်းပေါ်ပေါ်တင်ပြီးမီးရှို့နေတာပဲဒါဆိုရင်ဒီပုဂ္ဂိုလ်ဟာဒီဂိကောသလမင်းနဲ့ဘယ်လိုများဆွေမျိုးတော်ဆက်တယ်လဲဟာငါအတွက်တချီအန္တရာယ်ရှိတဲ့ဒီကောင်မျိုးဆက်ကြံသေးတယ်ဆိုပြီးတော့ထိတ်နှံပြလောင်ခတ်နေတဲ့အချိန်ငါကောလည်းဘယ်မင်းကြီးမင်းသားဘယ်သူကမှငါလာပြီးတော့တန်တော်မတင်ကြပါလားဟာဒီပြဿနာတော့သိသေးမဟုတ်ဘူးနောက်တစ်ချိန်အန္တရာယ်ရှိတယ်ဒီဂိကောသလမင်းရဲ့သားလားမသိဘူးဘာမှတော်နေမသိဘူးလေထိတ်ထိတ်ပြပြန်နေသူကလည်းပဲမန်းနန်းတော်တွေကမေးရမယ့်ပုဂ္ဂိုလ်တွေမေးမဲ့အချိန်မျိုးဒီမှာပေါ့အဲ့ဒီမှာပြိဿကြီးဒီကောင်မင်းသားကြီးကသူ့အဖေနဲ့မေးကိုမိသိညိုလည်းပြီးရောတော်တယ်တော့အဲ့ဒီမှာတော်လေးရောက်မှာပြိဿစာထဲမှာပါအဖေတို့အမေတို့ရဲ့ရိုက်နှက်ခံရတာတွေအသက်ခံရတာတွေအလောင်းတွေအပိုင်းပိုင်းဖြစ်ဖြစ်နဲ့အပြတ်ခံရတာအလောင်းတွေစီကောင်းပြီးတော့မိချိုတာတွေကိုပြိဿကြီးရှင်ထဲမှာတစ်စက်ပြီးတစ်စက်မခံစားနိုင်လို့ငိုကြွေးခြင်းနဲ့အောင်ထားရတဲ့အချက်ကြီးကိုတခွန်းချင်းပြောပြီးတော့အဖေရဲ့မိရဲ့သားဘယ်လုံးမှမခံစားနိုင်ခဲ့ပါဘူးရှင်တွေကငိုခြင်းနဲ့ဆန္ဒတွေအဖေတို့အမေတို့အတွက်လည်းပဲဘလောက်ပဲချစ်ချစ်တတ်သေးတယ်မပြတ်နိုင်ခဲ့ပါဘူးပြောလဲပြောငိုလဲကိုပြိဿတိုးရဲရောက်မှရှိုက်ကြီးတငယ်နဲ့အတန်ကြီးအခြေကြီးနဲ့အာရပါရငိုရရှာတယ်အာရပါရငိုရှိုက်ကြီးတငယ်ငိုပြီးတဲ့အချိန်ကျတော့ငါအဖေနဲ့ငါအမေကဘဝမှာပြီးသွားပြီလောကကြီးမှာအဖေနဲ့အမေနဲ့အတူတူနေခွင့်ဆိုတာလေနောက်ထပ်မရနိုင်တော့သလိုအဖေနဲ့အမေရဲ့အထံကိုလည်းငါသွားစရာဆိုတာကတော့မရှိတော့ဘူးအဲ့တော့ဘာလုပ်လာလဲဒီကောင်မင်းသားနောက်တနေ့ပဲဝါရဏသီမြို့ထဲပြန်ဝင်ပြီးတော့အဲ့ဒီမှာရှင်မင်းရဲ့နန်းတော်နဲ့အလွန်နီးကပ်တဲ့နေရာရှင်မင်းရဲ့ဆင်းနေကိုထိန်းတဲ့စင်သိန်းကြီးရဲ့အထံကိုသူသွားတယ်ဟာစင်သိန်းကြီးကျွန်တော်မျိုးအလုံးလုံးပြရစီစင်ချေးပဲကျုံရဘာပဲလုပ်ရကျွန်တော်မျိုးကိုအလုံးလေးပြပါဗျာကျွန်တော်မှအလုံးမရှိလို့ပါသူကသာမအယက်သားလေးလိုပဲလေအဲ့တော့စင်သိန်းကြီးကလည်းတပည့်လိုနေဆိုရတယ်မင်းငါစီမှာအလုံးလုံးကွာအလုံးခံလိုက်တော့ဒီကောင်မင်းသားရဲ့တက်အပ်တဲ့ပညာရတဲ့မှာဘာပါလဲဆိုစောင်းကောင်းတီးတတ်တယ်မလုပ်နဲ့စောင်းတီးတတ်တယ်မနဲ့ခင်အလုံးမလုပ်ခင်အဲ့ရတာလေးဝေလေးလေးရသူကဘာလုပ်လဲစောင်းတန်လေးညင်လေးတီးပြီးတော့တချင်းလေးဆိုးပြီးတော့မနဲ့ခင်လေးကိုအားလုံးလည်းနာပြောဝဲဖြစ်အောင်သူလည်းပဲအဲ့ဒါအရသာလေးခံမှာပေါ့လေစောင်းလေးတီးနေတော့ဒီနေ့ကြတော့ကာတိကရေပြမနဲ့မင်းကဟာ
ဒီသောင်းတန်နဲ့ဆိုနေတာကောင်းလိုက်တာကွာဘယ်ကဆိုနေကြတာလဲမူကြီးမရနေရှာတဲ့အဆိုးချင်းကိုရှာကြစမ်းဆိုတော့ရှာရင်အတန်ကြားရလိုက်လာတော့စင်သေးရဲ့ဓမ္မတပည့်ခံနေတဲ့ဒီကောင်မင်းသားရဲ့အတန်တိသွားတယ်ကဲမောင်ရလာတာမင်းကိုရှင်မင်းကြီးကမင်းနေတယ်မင်းနန်းတော်တဲ့ဝင်သားကွာနန်းတော်မှာရှိတော်သွင်းပေါ့ရှင်မင်းကြီးကမင်းနဲ့မေးပြောကဲတီးသားမောင်ကွာမင်းတီးသားဆိုတာလေးငါနားတောင်ရင်လို့ဆိုတော့ဒီကောင်မင်းသားအဲ့မှာချက်ကြနာနာကိုတီးပြီးတော့ဆိုပြလိုက်တာဒီကနေ့ခေတ်စကားနဲ့ပြောရင်ကာတိကရေမင်းကျွေသွားဘာဖြစ်လဲကျွေသွားပြီမောင်ရင်မင်းစင်နေမှာအလုံးမလုံးနဲ့တော့တဲ့မင်းကိုငါရှင်မင်းနန်းတော်ထဲမှာငါရှင်မင်းအတွက်ဖြောပြီးနေရာမှာမင်းကိုငါထားလိုက်ပြီပြိဿရဲ့အတွင်းထဲကိုရောက်မသွားဘူးရှင်မင်းကြီးမအိတ်ခင်ဆိုရင်အိတ်ဖို့ရအတွက်တကားတဲ့အေးချင်းလေးနဲ့တီးပြရတာအဲ့တော့အေးချင်းလေးနဲ့ဒီရှင်မင်းအေးရထားခြင်းဆိုတော့သူလန်းလန်းဆန်းဆန်းတောက်ကိုတချင်းလေးနဲ့ဆိုတီးပြီးတယ်ကရှင်မင်းကတအားသဘောကျသွားတော့သူတို့နှစ်ယောက်ရဲ့ဒီတိုင်မှုကအရင်ပြီးကန်သွားတယ်ဒီကောင်မင်းသားလည်းဘလောက်တောင်ပန်းလက်လိမ့်မှလဲဆိုရင်လေရှင်မင်းအိတ်တဲ့ချိန်သူကမအိတ်သေးဘူးနောက်ကြမှအိတ်ပြီးရှင်မင်းမထခင်ကြိုထားပြီဆိုတော့ကြီးကျုံတို့ရဲ့ဝတ္တရားအတိုင်းကြီးအောင်တခါတည်းချစ်ကြအောင်လုပ်လိုက်တော့ဟာရှင်မင်းကြီးရဲ့အနီးနေအစေတော်ဘာဖြစ်သွားပြီအနီးနေအစေတော်ဘာဖြစ်သွားတယ်သူကလည်းအစိုးရတွေကအထာရတအတတ်ပညာတွေတက်ပြီးသားဆိုတော့ဒီလိုတဲ့ရှင်မင်းကဘဲသွားတော့အနားမှာထားတဲ့ဒီကနေ့ခေတ်နဲ့ပြောရင် PSO ဖြစ်သွားပြီ။ဘာဖြစ်သွားလဲ။သူ့ရဲ့ကြိုးစားမှုကအဲ့ဒီလိုရောက်သွားတာ။ဒီလိုနဲ့တတိကြတော့ကာတိကရေမင်းကြီးတောကစားထောက်တာ။ဘာလုပ်လဲ။ဘာလုပ်လဲ။တောကစားထောက်မယ်ဆိုဘာလုပ်မှာလဲ။ဒီကနေ့ခေတ်နဲ့ပြောရင်တောပြစ်ထွက်မှာပေါ့ဗျာ။ပြီးတော့တောကစားထွက်မယ်ဆိုတော့စစ်တီဘူပါရီနဲ့တခါတည်းချန်ရံပြီးတောကစားထွက်တော့ရှင်မရင်စည်းတဲ့ညီရထားကိုဘယ်သူမောင်းရလဲဆိုရင်ဒီကောင်မင်းသားကမောင်းရအဲ့တော့ဒီကောင်မင်းသားတော်ထဲမှာရှင်မရင်ကြီးတခါတည်းတွန်းလိုက်ရင်ပြင်ပန်းလာတဲ့အခါကျတော့ခဲခဲမင်းကြီးဆက်မောင်းမယ်ဆိုမောင်းတဲ့အခါဒီကောင်မင်းသားသဘောပေါက်တယ်ကျန်တဲ့စစ်တီတွေရှာလို့မရနိုင်တဲ့လိုက်လို့မလွယ်တဲ့လမ်းကြောင်းနဲ့တခါတည်းညီရထားကိုထုံးဆိုင်မောင်းရှင်မင်းကြီးကလည်းတွန်းလိုက်တော့ပြင်ပန်းပြီးတော့တော်ပင်ပန်းလာတော့ဟေးမောင်းရင်ဒီကောင်မင်းမြင်တဲ့ခဏလေးရက်မှာခဏလေးချွတ်ကြနားကြရအောင်ငါအိတ်ချင်နေဟာရပါတယ်ရှင်မင်းကြီးအေးကောင်းကောင်းလေးမှာနောက်ကဘယ်သူမှမပါတော့မင်းကြီးနဲ့သူနဲ့နေအောင်လေမြင်တော့ကြာနာချွတ်အဲ့အရေးလေးမှာမလုပ်လဲဆိုဒီကောင်မင်းသားကအရှင်မင်းကြီးကျွန်တော်မျိုးရဲ့ပေါင်ပေါ်မှာပဲအိတ်ပါဒီနေရာမှာအိတ်เสียဒါပဲရှိတော့လေရှင်မင်းကလည်းပင်ပန်းနေတော့အခါဒီကောင်မင်းသားရဲ့ပေါင်ပေါ်မှာအိတ်လိုက်တာနှစ်ချမ်းချဲကိုအိတ်နေတာနေ့နေ့ချာအိတ်နေတဲ့အချိန်ဒီကောင်မင်းသားပြိဿရဲ့ရင်ထဲမှာတခါတည်းတန်မုံနဲ့ရိုက်တာဆိုလို့စွဲနေတဲ့ထန်ချက်ကနည်းနည်းလေးမှမဟုတ်ပဲပြိဿရဲ့နေ့နေ့ချာနဲ့သူ့ရဲ့ပေါင်းပေါ်မှာအိတ်နေတဲ့ဂါတိကရေပြမဒမင်းကြီးကိုကြည့်ပြီးတော့ဒီကောင်မင်းသားရဲ့စိတ်ထဲမှာဖြစ်နေပြီဘာဖြစ်မလဲပြိဿမေတ္တာတွေဖြစ်မဲ့ထင်လားဒေါသတွေဖြစ်မဲ့ထင်လားဆမ်းမဲ့ဘာတွေဖြစ်လဲကိုလေးနိုင်ဘာလေးဖြစ်လဲဒေါသတွေဖြစ်နေဟိုရှင်မင်းရဲ့မျက်နှာကြည့်လိုက်တစ်ထွာလောက်ပဲกว่าတော့လေဒီပေါင်းပေါင်းအိတ်နေတဲ့မျက်နှာဒီလိုကြည့်ရမှာအဲ့တော့ကြည်စမ်းငါတို့ရဲ့တိုင်းပြည်ကိုသိမ့်ပိုက်ပြီးတော့ငါတို့ရဲ့စစ်တီပေါ်မှာမြောင်များစွာကိုတတ်ခဲ့တဲ့မင်းငါတို့ရဲ့တိုင်းပြည်စီစဉ်ဥစ္စာကိုအပိုင်သိမ်းခဲ့တဲ့မင်းငါရဲ့အဖေနဲ့အမေကိုတဲ့ရိုက်တဲ့တပ်ပြန်ရုံမှာကအရာအလောင်းကိုတော့မှ၄ပိုင်းပိုင်းခဲ့တဲ့မင်းမင်းလည်းရောက်ပြီမင်းကငါတတ်ဖို့လွယ်လေးပဲမင်းလည်းရောက်ပြီငါရဲ့အနစ်နဲ့လာရင်ထဲမှာခံစားခဲ့ရတဲ့ခံစားချက်တွေငါအခုမင်းကိုတတ်ပြီးလက်စားချီလို့ရပြီဆိုပြိဿရဲ့ချက်ချင်းဓာတ်ကိုလေထုတ်ဓာတ်ကိုတော့ပြိဿရဲ့ဓာတ်ထုတ်ပြီးလည်းပဲတကြတဲ့လိလိုက်ရုံပဲအဲ့ဒီလိုပြိဿရဲ့ဒေါသအတွေ့လေးနဲ့ဓာတ်ကိုဖြည်းဖြည်းချင်းထုတ်ဓာတ်အပြင်မထွက်ခင်ဓာပြားလေးအကြံလေးမှာပဲဒီကောင်မင်းသားပြိဿရဲ့နားထဲမှာအတန်ကြားလာတယ်နာတဒီကောင်ချက်သားဒီကောင်တော်သိချက်သားဒီကောင်အရှိကိုမပတ်သားမရှိပါနဲ့ရတ္တအတော်ကိုလည်းမပတ်သားမရှိပါနဲ့အဖိစကားလေးကြားပြီ
ချက်သားတဲ့မိမိကိုယ်ကိုကြီးပွားလုံးကအရှင်ကိုလည်းမရှုပါနဲ့အတူကိုလည်းမရှုပါနဲ့တခွန်းဟောဒီလောကကြီးထဲမှာတယောက်နဲ့တယောက်ယံရှိရင်ယံကိုယံနဲ့တုံ့ပြန်လို့ယံဆိုတာမငြိမ်းပါဘူးယံကိုယံနဲ့မတုံ့ပြန်ပါသာလေယံဆိုတာငြိမ်းပါလေချက်သားအဖေပြောတဲ့ဒီစကားလေးသုံးခုကိုကြားပြီးတော့ဒီကောင်မင်းသားပြိတ္တကြီးချက်ချင်းငံကြသွားတယ်ဒါလေးကိုအသာလေးတအိမ်နဲ့ပြန်ထက်ဩငါအဖေနဲ့ငါအဖေရဲ့ဘဝမှာတိုးတိုးလေးခဏလေးနေဝင်ရပြီရကြတော်လေအဖေရဲ့အပေါ်မှာငါသည်ဘာကျေးဇူးမှဆက်ခွင့်မရလိုက်ပါဘူးအဖေရဲ့အပေါ်မှာလည်းစားစရာနေစရာဝတ်စရာဘာနဲ့မှလည်းငါကျေးဇူးဆက်ခွင့်မရလိုက်ပါလားအဖေကသူ့ကိုနာကျင်တော့အောင်တည်တော့အောင်ရိုက်နေတဲ့ຢာလေးကနေငါ့ကိုနောက်ဆုံးပြီးခဲ့တဲ့အမွေဆိုလို့ဒီစကားလေးသုံးခုလေးပဲရှိတယ်အဖေပြောခဲ့တဲ့ဒီစကားလေးသုံးခုကိုမှငါကလက်တွေ့လိုက်နာကျင့်သုံးပြီးတော့ဘဝကြီးမပြတ်သားရင်ငါအဖေကိုကျေးဇူးကမ်းရာရောက်မှာပေါ့ကြည်စံပရိသတ်ရဲ့ဒေါသကိုဘယ်သူရဲ့စကားကဖြေပြီးတာအဖေရဲ့စကားကဖြေပြီးတာဒီတော့အဖေစကားလေးကြံရောက်လိုက်တဲ့အခါကျတော့လောကကြီးအလယ်မှာအသက်ရှင်နေရတော့ကလည်းအဖေကျေးဇူးအမေကျေးဇူးကိုငါမပေးဆက်လို့မရခဲ့ဘူးမပေးဆက်နိုင်ခဲ့ဘူးဒီအချိန်နဲ့ဟောဒီရှင်မင်းကငါလွယ်လွယ်တတ်လို့ရပြီညာညာတော့လည်းပဲအဖေအမောင်မှာငါတကယ်ကျေးဇူးသိတဲ့သာကောင်းယရနာကျေးဇူးကိုတကယ်ဆက်တတ်တဲ့သာကောင်းယရနာဖြစ်ဖို့ဆိုရင်တော့အဖေမိတ်နဲ့ယံကိုယံနဲ့မတုံ့ပြန်တဲ့ယံမငြိမ်းဘူးယံကိုယံနဲ့မတုံ့ပြန်မှယံငြိမ်းမယ်ဆိုတဲ့ဒီစကားလေးကိုငါလက်တွေ့နားထောင်ကျင့်သုံးမှဖြစ်မယ်ဒါလေးကိုပြန်ထည့်လိုက်ပြီသို့တော်ပရိသတ်ရဲ့ပုထုဇဉ်ရဲ့စိတ်ဆိုတာကခဏချင်းပြောင်းလဲမနေဘူးလားစိတ်ကလေးအဖေအတန်လေးကြားလိုက်တော့ဒါလည်းပြန်ဒါအိမ်လေးလည်းပြန်ထည့်ပြီးမယ်လို့လေနေနေကြကြအိမ်လေးနဲ့ရှင်မင်းကိုကြည့်ဒေါသကြီးကတလေးလေးပြန်ထွက်လာကွာအကိုစီမအဝါဒီမအစီနီမအာဒီမီဟောဒီမာဒီရှင်မင်းငါတို့ရဲ့တိုင်းပြည်ကိုဖျက်ဆီးခဲ့တယ်သိမ်းပိုက်ခဲ့တယ်ငါတို့ရဲ့စစ်တီဘဝတွေကိုတပ်ဖြတ်ခဲ့တယ်ငါတို့ရဲ့ပိုင်ဆိုင်မှုတွေကိုလည်းသိမ်းပိုက်ခဲ့တယ်ငါအဖေနဲ့ငါအမေကိုလည်းတတ်ရုံသားမကအလောင်းကိုယ်တော်မှ၄ပိုင်းပိုင်ခဲ့တယ်အကွာငါဘယ်လိုမှမရပြန်ဘူးဒေါသထွက်လာပရိသတ်ရဲ့ဓာတ်အင်းတွေကဓာတ်ကိုဆွဲထုတ်ထိုးရင်လည်းပဲလေနှလုံးသားကအဖေပေါ်မှာတန်ဖိုးထားတဲ့ကျေးဇူးသိတဲ့စိတ်ဓာတ်ချက်ချင်းကိုပရိသတ်ရဲ့တက်လှမ်းနိုင်တယ်လို့ဖြစ်ပြီးတော့စောစောလိုပဲခြေသာအတူကိုမရှိပါနဲ့အရှင်ကိုလည်းမရှိပါနဲ့ယံကိုယံနဲ့တုံ့ပြန်ရင်ယံမငြိမ်းပါဘူးယံကိုယံနဲ့မတုံ့ပြန်ပါသာလေယံငြိမ်းပါလေဆိုတဲ့အဘိစကားလေးကြားပြန်တော့ဘုဒ္ဓကလိုတွေးပြီးတော့အဘိတမလွန်ဘဝကလေသူစကားနားမထောင်လို့ကျေးဇူးမသိတဲ့တမ်းမကြီးပဲဆိုအဘိစိတ်မကောင်းဖြစ်နေလိမ့်မယ်ငါလည်းပဲအဘိကျေးဇူးကိုသိတာသိမဆက်တဲ့တမ်းမဖြစ်နေမယ်မလုပ်သေးပါဘူးရိသရဲ့ညံပြောကြဆိုဒေါသကိုထွက်လာတဲ့ဓာတ်ကိုထုတ်လိုက်အဖိစကားကြားလိုက်ပြန်သွင်းလိုက်နဲ့သုံးချိန်သုံးခါဖြစ်နေတဲ့အချိန်အဲ့ဒီအချိန်မှာပဲတခါရဲ့ခေါင်းပေါင်းပေါ်မှာခေါင်းအိတ်နေတဲ့ရှင်မင်းကြီးလည်းအပြည့်ဆိုလက်တစ်ပြားထထိုင်ပြီးတော့ချွေးချွေးပေါက်နေတဲ့မျက်နှာလေးပြက်ပြီးဟာရှင်မင်းကြီးဘာဖြစ်တယ်လဲဟာဘာဖြစ်မလဲမင်းသားရဲ့ဘာဖြစ်မလဲငယ်ကြုံကြီးပေါ့ဘာဖြစ်မလဲဟာငါအိမ်မက်ထဲမှာလေဒီဂတိကောသလမင်းရဲ့သားဒီကဟုဆိုတဲ့မင်းသားကလေမင်းငါအဖေကိုတတ်ခဲ့တာငါအမေကိုတတ်ခဲ့တာငါတို့တိုင်းပြည်ကိုဖျက်ဆီးခဲ့တာမင်းကိုလည်းငါတတ်မယ်ဆိုပြီးတော့ဟာငါကိုတန်လျက်ကြီးနဲ့ချိန်ထားလို့ဓာကြီးနဲ့ချိန်ထားလို့ငါလောက်ပြီးတော့လို့တာဘယ်တိုင်းသူကအိမ်မက်မှတ်တာတကယ်တော့အတက်ဖြစ်မနေဘူးအဲ့ဒီအခါကျတော့တခါပြန်ပြီးတော့သူ့အလဲကြမှာကြောက်ရသလားဆိုတဲ့စိတ်ကဝင်လာမှာပေါ့လေအဲ့ဒီအခါကျတော့ဒီဂိတိကောသလမင်းရဲ့သားဒီကောင်မင်းသားဒေါသအရှိန်တက်တယ်ရှင်မင်းရဲ့တို့အရင်တော့ရှင်မင်းရဲ့ရောင်ကြီးပွေနေမှာရှင်မင်းရဲ့တခါလေဥကောင်းကသမီးကိုအားရပါရဘယ်ဘက်နဲ့ဆုပ်ပြီးတော့လေလက်တစ်ဘက်ကဘယ်ဘက်နဲ့သမီးကိုအားရပါရဆုပ်ပြီးတော့ဥကောင်းကိုတင်းနေအောင်ဆွဲထားတယ်ပြီးတော့မှလက်ထဲကဓာတ်ကိုထုတ်ပြီးတော့မင်းကြီးအိမ်မက်မဟုတ်ဘူးတကယ်ဖြစ်နေတာ
အရှင်မင်းကြီးပြောတဲ့ဒီဂီဒီကောသလမင်းရဲ့သားဒီကောင်မင်းသားဆိုတာတရားမဟုတ်ပါဘူးကျွန်ုပ်ပါပဲအရှင်မင်းကြီးပြန်စဉ်းစားကြည့်นะကျွန်တော်တို့ရဲ့တိုင်းနိုင်ငံကိုဖျက်ဆီးပြီးတော့သိမ်းပိုက်ခဲ့တယ်ကျွန်တော်တို့ရဲ့စစ်တီဘုံအားတွေကိုတပ်ဖြတ်ခဲ့တယ်ကျွန်တော်တို့ပိုင်ဆိုင်တဲ့စီးတဲ့ဥစ္စာတွေကိုသိမ်းယူခဲ့တယ်နောက်ဆုံးပြန်ကျွန်တော်ရဲ့အဖေနဲ့အမေကိုတော့အရှင်မင်းကြီးတတ်ရုံနဲ့မဟုတ်ဘူးအလောင်းတော်ဖြောင်းဖြောင်းမထားဘူးလေးပိုင်းပိုင်းခဲ့တဲ့အထိခမည်းကြီးရုပ်မာခဲ့တာလေခမည်းကြီးကအခုကျုပ်တတ်ဖို့ပဲရှိတော့တယ်ခမည်းအတွက်လက်စားချေဖို့ကျုပ်ဒီကိုခေါ်လာတာပရိသတ်ဒေါသမအပြည့်နဲ့တခါတည်းသပင်ကိုဆွဲပြီးတော့ဓာတ်ကိုထုတ်ထားတဲ့အချိန်ခေါ်သလားမင်းကာတိကရေမင်းတခါလေသူ့အလဲကျတော့ကြောက်လိုက်တာလောက်တွေပြပြကြီးဒီကောင်မင်းသားရဲ့ရှိမှရှင်မင်းကပြန်ဥချပြီးတော့ဟာမောင်ရင်မလုပ်ပါနဲ့ကွာမမလေးမင်းမျိုးကလည်းငါအကုန်လုံးတွင်ကျူးခဲ့ပါတယ်ပြီးတာလေးလည်းပြီးပါသေးတော့ငါ့ကိုချမ်းသာပေးပါကွာငါ့အသက်ကိုချမ်းသာပေးပါရှင်ဘီဥရီချမ်းပြီးတော့ချွေးစီချွေးပေါက်တွေကြတောင်းပန်နေတဲ့အချိန်ပရိသတ်အဲ့ဒီအချိန်မှာပဲဒီကောင်မင်းသားရဲ့စိတ်ကပြန်ပြီးတော့ညှဉ်းညံသွားပြီ။အော်အဖေပြောနေတဲ့စကားတိုင်းမှလားဟောဒီမင်းကြီးကိုငါတတ်လိုက်ရင်ငါကိုလည်းပြန်ပြီးတော့သူ့တပည့်တွေကတတ်အောင်မယ်။အိုးရန်ကဘယ်လိုမှမငြိမ်းနိုင်ပါလား။အဖေပြောတဲ့စကားတွေသုံးလုံးကိုပြန်လေးကြားရောင်ဒီတခါကျတော့ပရိသတ်ကြီးတော်ပြီ။ငါဒီအချိန်ကြီးအကကအဖေကြီးစိုးကိုဆက်မယ်အဖေစကားနားတော်ပြီးတော့ကျင့်သုံးမယ်လို့ဆုံးဖြတ်ခဲ့တာဒီတခါတော့ငါလက်တွေ့ဆုံးဖြတ်မှဖြစ်တော့မယ်နောက်ဆုံးအချိန်ကျတော့ဒါကိုလုံးဝချဘယ်ဘက်လက်ကရှင်မင်းရဲ့ဦးကောင်းကသပင်ဆွဲထားတဲ့လက်ကိုပြန်လှုပ်ပြီးတော့မင်းတကယ်တမ်းဆိုရင်တော့ကျွန်တော်ကမင်းကြီးကိုပြန်ပြီးတော့ချမ်းသာပေးဖို့တောင်းရမှာပါအရှင်မင်းကြီးကိုတပ်ဖို့ရအတွက်ကြံစည်လာတဲ့တပ်ဖို့ရအတွက်အခုအချိန်ကြီးရောက်နေတဲ့လွန်ကျူလိုက်တဲ့ကျွန်တော်ကိုပဲအရှင်မင်းကြီးကအသက်ချမ်းသာပြီးမှဖြစ်မှာပါအာမဟုတ်တာမောင်ရင်တဲ့ငါတရားပါဟုတ်ပါလေဒီတော့အကျွန်တော်ရဲ့ဖခင်မိခင်တို့ရဲ့ကျေးဇူးကုန်ကိုအာယုံပြုအဖိစကားကိုယင်ထဲမှာထားတဲ့သားတယောက်ရဲ့လိုက်နာကျင့်သုံးမှုကိုတတ်သိပြတဲ့အနေနဲ့ကျွန်တော်အရှင်မင်းကြီးကိုမတတ်တော့ပါဘူး။နောက်အရှင်မင်းကြီးကလည်းကျွန်တော်ကိုဂရိတခုပေးပါအရှင်မင်းကြီးရဲ့အသက်ကိုလည်းကျွန်တော်ကချမ်းသာပေးပါမယ်အကျွန်တော်ရဲ့အသက်ကိုလည်းနန်းတော်ပြန်ရောက်ရင်အရှင်မင်းကြီးကမတတ်ဘူးလို့ချမ်းသာပေးပါမင်းကြီးဂရိပေးပါမိသားစုမှာအသက်ခံရမယ်ရှင်မင်းမပေးဘဲနေမလားဟာပေးပါလေမောင်ရင်ငါ့ကိုမတတ်ပါနဲ့ငါလည်းမတတ်ပါဘူးဟာရပါလေကွာကဲမင်းနဲ့ငါနဲ့လက်ဆွဲနှုတ်ဆက်ကြစို့မင်းစားထဲမှာတကယ်ပါလာနော်ဒီကနေ့ကလက်ဆွဲတာတွေကအဲ့ဒီရရှိတာဗျာလက်ဆွဲနှုတ်ဆက်ပြီးတော့ဒီကောင်မင်းသားကစိတ်မချပြန်ဘူးမိသားစုရှင်မင်းဆိုတာကတိတ်စိတ်ချတာမဟုတ်ကာတိကရမင်းကိုပြောတာဘာလို့လဲမင်းကြီးဒီတိုင်းတော့မလုပ်နဲ့ကျွန်တော်မျိုးတို့အခုထားခဲ့တဲ့ဂတိစကားလေးကိုသစ္စာမှာဆိုကြစို့တဲ့ပြိတ္တရဲ့ဘာပဲလို့ရလဲသစ္စာမှာဆိုရတာဂတိတွေမို့ဘာအထိသွားလဲသစ္စာမှာဆိုလိုက်တဲ့အခါကျတော့မင်းမှာသစ္စာလူမှာဂတိတဲ့ဒီတိုင်းပဲဒါကြောင့်ပြောနေတာကမင်းမှာသစ္စာတရားဆိုရင်ဖောက်ပြန်တာနည်းပါလေအဲ့တော့တယောက်သားငြိမ်းချမ်းရေးရပြီးတော့နန်းတော်ပြန်ရောက်တဲ့အခါကျတော့ကာတိကရေမင်းကြီးနန်းတော်တွေကအကုန်လုံးဟာမင်းကြီးပြန်လာပြီဆိုဝမ်းသာအဲလာပြီးတော့ခစားရတဲ့ချိန်ဟေ့မင်းကြီးတို့ငါတို့သိမဲ့ကြတဲ့ဟောဒီတိုင်းပြည်ကဒီဂိတိကောသလမင်းရဲ့သားဒီကောင်မင်းသားများတရှိထေရှားရှိသေးတယ်မင်းတို့တွေ့မယ်ဆိုရင်ဒီကောင်မင်းသားကိုမင်းတို့ဘယ်လိုလုပ်ကြမလဲကွာငါ့ကိုတန်တော်ပြန်လိုက်နန်းတော်တွေရောက်နေတဲ့ခစားတဲ့ဘူးကြီးမိုက်ရတယ်ပြောလိုက်တာကဲကိုလေးနိုင်ဘယ်လိုတန်တော်ပြင်ရမယ်လို့ထင်တယ်မျိုးတော်တတ်စီဟောဗျာမျိုးတော်တတ်စီစမ်းမေမင်းဘယ်လိုထင်လဲမင်းသာဘူးကြီးမိုက်ရတယ်မင်းအမတ်ကြီးပါမယ်ဆိုရင်မင်းဘာလျှောက်မလဲကွာမပြောဘူးသူတန်ပိတ်ထားတယ်အဲ့တော့လေမင်းတို့လည်းမင်းကြိုက်တယ်လေဟိုခေတ်တွေကအဲ့လိုလူတွေအများကြီးနန်းတော်ထဲမှာတယောက်ကထားကြတယ်အာအရှင်မင်းကြီးကိုပြဿနာရှာမယ်ဒီမင်းသားကအပြင်မှာတွေ့ရင်ကျွန်တော်မျိုးကလက်ကိုဖြတ်ပြမှာမဲအာတယောက်ကကျွန်တော်မျိုးကတော့လက်ပြတော့မဟုတ်သွားလို့လာလို့မရ6ကိုဖြတ်ပလိုက်မယ်တကယ်ဒါစားတဲ့တိုင်ပြောနေတာ
နောက်တစ်ယောက်ကျတော့ကျွန်တော်မျိုးကတော့ဒီကောင်အသက်ရှူလို့မရအောင်နှာခေါင်းကိုဖြတ်ပလိုက်မယ်တရားရောက်ကတော့ကြားလို့မရအောင်နေရုပ်ကိုဖြတ်ပလိုက်မယ်နောက်ဆုံးတစ်ယောက်ကျတော့ပြိဿရဲ့ကျွန်တော်မျိုးကတော့ကြားပါလေဒီမင်းသားမျိုးဒီမှာတော့မင်းကြီးကိုအန္တရာယ်ပေးမှာပေါ့ကျွန်တော်မျိုးတခါလေးလေပေးကနေဖြတ်ပလိုက်မယ်ရှင်မင်းမကြိုက်တာပြောရဲလားမပြောရဘူးကိုလေးနိုင်လည်းပဲသို့သောပြောသလိုဆိုရင်အဲ့ဒါသူလည်းမကြည့်လို့ဒီလိုပြောမှာဟုတ်လားအဲ့တော့အဲ့ဒီလိုပြောလဲပြောရအဲ့ဒီကြောင့်ရှင်မင်းကဘာလုပ်လဲမင်းတို့အာလုံးနားတော်ညာဟောဒီငါရဲ့မိမရောက်နေတဲ့ဒီတငယ်ဒီတရားလို့မဟုတ်ပါဘူးဒီကောသလမင်းရဲ့သာဒီကာဟုမင်းသားဖြစ်ပါတယ်သူလည်းငါဒီတော်ထဲမှာသူ့ရဲ့အသက်ကိုလည်းငါကမတတ်ဘူးချမ်းသာပေးဖို့ရန်ငါရဲ့အသက်ကိုလည်းမတတ်ဘူးချမ်းသာပေးဖို့ရန်အပြန်အလှန်ဂရိသစ္စာတွေထားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မင်းတို့ဒီကရှိဒီဂိရိကောသလမင်းရဲ့သာဟောဒီဒီကာဟုမင်းသားကိုလက်ဖြားနေတော့မလို့ရဘူးပေါ့ဗျာနည်းနည်းပြောကြစို့တတ်လို့ရသေးလားရှင်မင်းရဲ့အမေပြီးတော့ပြီအဲ့ဒီမှာအားလုံးရဲ့ရှေ့ကောသလကာတိဂရိမင်းရဲ့မင်းသားကအဖေမှာခဲ့တဲ့စကားလေးကြောင့်ကျွန်တော်မျိုးကိုအသက်ချမ်းသာပေးတယ်လို့ပြောတယ်အဖေမှာခဲ့တဲ့စကားလေးအကျယ်လေးတွေကျွန်တော်တို့ကိုရှင်းပြစမ်းပါအောင်ဆိုတော့အဲ့ဒီမှာဒီကောင်မင်းသားရှင်းတဲ့စကားလေးမင်းကြီးတဲ့အဖေနဲ့အမေကိုမင်းကြီးရဲ့အမေနဲ့ဟောဒီတိုင်းပြည်ကတလန်းပြီးတလန်းမှာကျိုးနဲ့တုံပြီးတော့ရိုက်နှက်ဆုံးပါနေတဲ့အချိန်ကျွန်တော်မျိုးကလည်းအဖေတို့အမေတို့ကိုလွမ်းလို့တွေ့ဖို့လာတဲ့အချိန်အဲ့ဒီမှာကျွန်တော်ကိုမြင်တဲ့အခါအဖေမှာခဲ့တဲ့စကားလေးကခြေသားဒီကောင်ဟောဒီလောကကြီးထဲမှာမိမိကိုယ်ကြီးပွားလို့တဲ့ပုဂ္ဂိုလ်တွေဒီအရှိကိုလည်းမရှုပါနဲ့အတိုးကိုလည်းမရှုပါနဲ့လို့ပြောခဲ့ပါတယ်အရှိကိုလည်းမရှုပါနဲ့ဆိုတော့တရားမဟုတ်ပါဘူးတဲ့တရားနဲ့တရားမကြည်သက်စရာရံညိုးဖွဲ့စရာတွေကိုဒီလိုတွေငါ့ကိုဆဲထားတယ်ဒီလိုတွေငါ့ကိုရိုက်ထားတယ်ဒီလိုတွေငါ့ကိုပြောထားတယ်လို့ရံညိုးတွေကိုဟောဒီထဲမှာနှလုံးသားထဲမှာစိတ်ထဲမှာအရှိကြီးအကြာကြီးသိမထားပါနဲ့လို့ပြောတာပါရံညိုးတွေကိုအရှိကြီးအကြာကြီးသိမ့်တယ်ဒီလိုမြင်တိုင်းကိုကလက်စားချီရင်တဲ့စိတ်တွေမပေါ်နိုင်ဘူးနမနဲ့အတူလည်းမရှိပါနဲ့ဆိုတာတွေ့သမျှလူတွေနဲ့ဆက်ဆံနိုင်မှာဖြင့်ခဏလေးတွေ့ပြီးခဏလေးကွဲသွားမှာပဲဂရုစိုက်ကြမလို့ဘူးဆိုပြီးတော့အတူကိုရှုပြီးတော့မဆက်ဆံပါနဲ့မလုပ်ပါနဲ့မပြောဆိုပါနဲ့မေတ္တာကရုဏာအပြန်အလှန်ထားပြီးတော့ဟောဒီလူနဲ့ငါဒီတတလုံးရင်းနေပေါင်းတင်ရမှာဆိုပြီးတော့အရှိကိုလည်းတွေးပြီးတော့အတူမရှုဘဲနဲ့ဆက်ဆံပေါင်းတင်မှာဒီလိုပြောတာပါတဲ့ပြိဿရဲ့အရှိကိုလည်းမရှုပါနဲ့အတူကိုလည်းမရှုပါနဲ့သဘောပေါက်ပြီတရားနဲ့တရားတွေ့အတူလေးရှုမနေနဲ့တဲ့အိုးသူတို့ငါတို့ကရည်ရှိမှပေါင်းတဲ့ဆက်ဆံမှာငါလည်းမေတ္တာကရုဏာတွေပေးလိုက်မယ်သူကလည်းမေတ္တာကရုဏာတွေပေးလိုက်မယ်ဆိုပြီးတော့ဆက်ဆံမှာတဲ့ဟိုပြီးပြောက်သွားမှာပဲဆက်ဆံတယ်မလို့တော့ဘူးဆိုရင်မေတ္တာကရုဏာတွေမနေနိုင်ဘူးနေနိုင်တယ်ရံကိုရံနဲ့မတုံ့ပြန်ပါနဲ့ရံမငိမ့်ပါဘူးရံကိုရံနဲ့မတုံ့ပြန်ပါရံငိမ့်ပါတယ်ဆိုတဲ့စကားကလည်းပဲမင်းကြီးနဲ့ကျွန်တော်မျိုးနဲ့တတ်တည်ပဲလေမင်းကြီးကသာအကျွန်ုပ်ကဟောဒီမှာနှလုံးသားထဲမှာတန်မိုးရိတ်လို့စွဲနေတဲ့ရင်ထဲကတန်ရာတန်ချက်ဒီအတိုင်းမင်းကြီးကိုလက်စားချီလို့တတ်လိုက်ရင်ကျွန်တော်ကမင်းကြီးကိုတတ်ပြီးမင်းကြီးကိုကြည်ညိုလေးစားတဲ့ပုဂ္ဂိုလ်တွေကအခုပဲတန်တော်တင်နေပြီးကျွန်တော်ကိုပြန်ပြီးတော့တတ်မယ်ကျွန်တော်ကိုလေးစားတဲ့လူတွေကမင်းကြီးရဲ့လူတွေပြန်တတ်မယ်အိုးတန်တရားမဆုံးနိုင်တဲ့ရံမငိမ့်နိုင်တဲ့ပွဲကြီးဖြစ်မှာပေါ့အခုမင်းကြီးကိုကျွန်တော်မျိုးကနေပြီးတော့ရံကိုခွင့်လွတ်ပေးလိုက်တဲ့အတွက်မင်းကြီးနဲ့ကျွန်တော်ရဲ့ကြမှာအခုအေးချမ်းမှုတွေငြိမ်းချမ်းမှုတွေဖြစ်လိုက်တာကျွန်တော်တို့ရဲ့ဘဝဝကြွေးတွေဒီမှာကုန်ဆုံးပြီးတော့ရံဒီအားလုံးနဲ့ငြိမ်းအေးလို့သွားပါပြီဟုတ်လားမဟုတ်လားဒါကြောင့်ကျွန်တော်ဒီအဖေတို့ရဲ့ဘဝရဲ့နောက်ဆုံးကျေးဇူးဆက်ခြင်းကိုအဖေစကားလေးကိုဟောဒီရင်ထဲမှာနှလုံးသားထဲမှာအမြဲတမ်းထားပြီးတော့လက်တွေကျင်သုံးပြီးတော့အဖေကိုအမေကိုကျေးဇူးဆက်လိုက်တာဖြစ်ပါတယ်မကောင်းလားအဲ့ဒီမှာနေဒီတဲ့ကောင်းတာလေးနားအောင်မယ်ဆမ်းမေးအဲ့ဒီမှာမင်းကြီးကနားထောင်ပြီးအိုးတော်လိုက်တဲ့မင်းသား
အသက်အရွယ်ငယ်ငယ်လေးမှာအဖေပါခဲ့တဲ့စကားလုံးအကျဉ်းအဓိပ္ပာယ်လေးတွေကိုအကျဉ်းရအောင်ဖော်ဆောင်ပြီးတော့ဘဝမှာလက်တွေကျင့်သုံးရင်းနဲ့အဖေနဲ့အမေရဲ့ကျေးဇူးကိုဆက်ခဲ့တဲ့မင်းသားဒီစားလိုက်တဲ့မင်းသားရဲ့မင်းသားကိုကျွန်တော်ပြောပြရစီမင်းသားရဲ့အဖေဒီဂီတိကောသလမင်းပိုင်ခဲ့တဲ့ဟောဒီတိုင်းနိုင်ငံကိုမင်းသားကိုလေမင်းသားတို့စီကသိယူလာတဲ့အတိုင်းမင်းကြီးမင်းသားရောအချွေရအပရိသတ်ရောတကားတဲ့ဘာသာဒိုက်ကအစအကုန်ပြန်ပေးပါမယ်မင်းသားကျွန်တော်လိုပဲရှင်မင်းတပန်းအဖြစ်နဲ့အဲ့ဒီတိုင်းပြည်ကိုပြန်ပြီးတော့အုပ်ချုပ်ပါပြည်သားအဖေကျေးဇူးကိုအများကြီးဘုံကိုစကားလေးကိုဘဝနဲ့လက်တွေ့နားထောင်ပြီးဆက်လိုက်တာအဖေရခဲ့တဲ့ယာဒုဂုံသိအကုန်လုံးပြန်ရမသွားဘူးရသွားတယ်နောက်ဘဝကုသလားမကုဘူးတော့ဆက်လိုက်တဲ့နေ့မှာပဲ124နာရီအတွင်းအကျိုးကပြန်ရမသွားဘူးလားရသွားလိုက်တာပြိဿရေမပြီးသေးဘူးမင်းသားတပြည်တော်အေးအေးချမ်းချမ်းနဲ့တွဲပြီးတော့ဒုတိုင်းပြည်အပြန်အလှန်ချစ်ချစ်ခင်ခင်နဲ့ဆက်ဆံရမယ်ဒီတော့မင်းသားအတွက်အရေးကြီးဆုံးပုဂ္ဂိုလ်လိုတယ်မင်းသားအတွက်မိဖုရားကောင်းကြီးရှိမှဖြစ်ပါလေစမေမင်းတယောက်တည်းရှင်ပြန်လုပ်ခိုင်းမင်းသွားမလားကိုလေးကခင်ဗျားတယောက်တည်းရှင်ပြန်လုပ်ရင်ခင်ဗျားလွတ်ရင်သွားမလားပြောမိဖုရားမတော်လို့ရမလားအောင်မလေးအမေကျေးဇူးအဖေကျေးဇူးဆက်လိုက်တာဘယ်တော့မှအောင်ဖို့ကောင်းတယ်အဲ့ဒီမှာတခါလေးလေရှင်မင်းကကဲမင်းသားအတွက်မိဖုရားကောင်းကြီးလိုရင်ဒါကြောင့်ငါရဲ့သမီးတော်ကိုမိဖုရားကောင်းအဖြစ်နဲ့တခါအဖြစ်ခတ်အပ်ပြီးတော့ထည့်ပေးလိုက်နေတယ်ဗျာဘယ်ဒါရှင်မင်းသူလွန်ကျူးတာလေအကုန်လုံးပြန်ပေးရဆိုတော့နောက်ဆုံးအစ်စ်ဘာပါပါပါမင်းတို့အစ်စ်ဘာပေးလဲသူတတ်တဲ့ရှင်မင်းရဲ့သားကိုရှင်မင်းရာတို့တိုင်းကြီးအကုန်ပြန်ပေးပြီးတဲ့အချိန်သမီးအရင်ကိုမိဖုရားကောင်အဖြစ်နဲ့ပြန်ပြီးတော့ပေးလိုက်တယ်အမိစကားထားလိုက်တော့အဖေစကားကိုလက်တွေ့ကျင့်သုံးပြီးတော့အဖေစကားတိုင်းကျင့်သုံးရင်ကျေးဇူးဆက်လိုက်တာနောင်ဘဝဆိုတာစောင့်စရာလိုသလားဒီဘဝမှာပဲချက်ချင်းကိုအကျိုးပေးလိုက်တဲ့အဖေရာတို့ကိုယ်နဲ့ပြန်ရအစစ်အနေနဲ့သူ့အဖေတတ်ခဲ့တဲ့ရှင်မင်းကသူ့သမီးတောင်ပြန်ပြီးတော့ပေးရတဲ့အစစ်ရောက်သွားပြီတဲ့အဲကြောင့်အဲ့ဒီမှာမြတ်စွာဘုရားဒီတရားလေးကိုဘယ်သူကိုအကြောင်းပြုဟောတာလဲဆိုရင်ဂေါတကြီးကဝီနီးနဲ့သုတ်တန်ဆောင်ယဟန်လေးနှစ်ဖွဲ့ခိုက်ရန်ဖြစ်တဲ့ချိန်မြတ်စွာဘုရားကဒီဇတ်တော်ကိုဟောတာခြေသားတော်တဲ့ဟောမံမိဘရဲ့နှစ်ပါးကိုဘဝတွေခြားတာတော့မှစကားကိုလက်တွေနားထောင်ကျင့်သုံးရတဲ့ကျေးဇူးဆက်ခဲ့လိုက်တာအမေအဖေရခဲ့တဲ့ရာထုကုန်သိစည်းစိမ်ဥစ္စာကိုလည်းပြန်ရသလိုစတိမယမိဖုရားတွေတော့မှချီးမြှောက်ထောက်ပံ့ရခဲ့တယ်။သာမန်လူသားတယောက်တော့ဒီလိုကျင့်သုံးလို့ဒီလိုရရင်မင်းတို့ကငါဘုရားရဲ့ထံမှာခစားနေတဲ့ဝိနည်းသုတ်တံအဘိဓမ္မာသိတဲ့ငါဘုရားသားတော်တွေပဲငါဘုရားဟောတဲ့တရားအတိုင်းခန္တီမေတ္တာလက်ကင်ထားပြီးတော့နေကြမှာပေါ့လို့မြတ်စွာဘုရားအဲ့ဒီမှာယဟန်တွေကိုဒီဇတ်တော်ဟောလို့ဆုံးမတော်မူပါလေ။ရေသာရေဇတ်တော်ပြီးတဲ့အချိန်ဇတ်တော်ပေါင်းလိုက်တဲ့အခါကျတော့အဲဒီတော့ငါအဖေငါအမေဆိုတာတရားပေါ်ပါဟုသို့တော်ရတမင်းကြီးနဲ့မေတော်မာယာဖြစ်ပါလေဒီကဟုသတော်သားဆိုတာအဲဒီတော့ငါဘုရားရှင်ကိုရောမြတ်ဖြစ်ပါလေစတ်သိမ့်လိုက်ပါပြီဗာသိမ့်လိုက်ပြီလေဒါအနည်းကျော်ရင်အဖေစကားအမေစကားကိုရင်မာထားလိုက်တဲ့သားရဲ့အမေတို့အဖေတို့ရဲ့ကျေးဇူးဆက်ပုံလေးတွေတို့အလုံးသားသမီးတွေအမေတို့အဖေတို့ပြီးထားတဲ့နားထဲမှာအမြဲတမ်းကြားနေတဲ့မမေ့နိုင်တဲ့စကားတွေကိုဘဝထဲမှာလက်တွေ့ကျင့်သုံးပြီးပေးဆက်ရင်တဲ့ပစ္စည်းဓမ္မပေးဆက်တာနဲ့အတူတူပါပဲမကောင်းဘူးလားအလုံးမိဘရဲ့စကားအဖေစကားအမေစကားကိုဟောဒီရင်ထဲမှာနှလုံးသားထဲမှာထားနိုင်၍လက်တွေကျင့်သုံးရင်းနဲ့ကျေးဇူးပေးဆက်နိုင်ကြပါစေလက်တွေကျင့်သုံးပေးဆိုဆက်လိုက်တဲ့ဒီကဟုသရသားလေးတို့ပဲလောကီချမ်းသာပြည့်စုံသလိုလောကုတ္တရာချမ်းသာရနိုင်တဲ့ကုသိုလ်အကျိုးတရားတွေရနိုင်တယ်လို့ပါပဲအဲ့ဒီသာကောင်းယတနာသမိနေမာတို့ဒီလည်းပဲလက်တွေကျင့်သုံးတဲ့အတွက်လောကချမ်းသာ
သန္တရာချမ်းသာကိုစီကိုငါမုတ်ချမသွေးရကြပါစေကုန်တော့တည်းဒေတိတံသုဒ္ဓအဗုဒ္ဓေနသုနေတဝဓမ္မဒေသနာအဘိနန္ဒနာစိတ်တေနသာဓုသာဓုတိပါတထာသာရောတရားနာလာကြပါလေမြာတရားဓမ္မပေါင်းသူတော်ကောင်းတို့ဒုမေတေသူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုဒ္ဓဗျာဗျာကိုပြီးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏တန်တေကံအထံတော်မှဒေတိတံတဆင့်ခံငါဟောကြားအပ်သောဣမဓမ္မဒေသနာမိဘရဲ့ဂုဏ်ကျေးဇူးကိုသိပြီးတော့ဆက်တဲ့နေရာမှာပစ္စည်းဓမ္မနဲ့ဆက်လို့ရသလိုအမေတို့အဖေတို့မှာကြားခဲ့တဲ့စကားလေးကိုလက်တွေကျင့်သုံးပြီးတော့ကျေးဇူးပေးဆက်ရတဲ့ဖြစ်ပါလေဆိုတဲ့အကြောင်းနဲ့ဆက်ရှင်တဲ့မိဘစကားရင်မှာထားပါအမိပေးထားတဲ့ဣတရားဒေသနာတော်မြတ်ကိုသူနေတံဝါကောင်းစွာယောသိနာကြကြကုန်မြည်သည့်ဖြစ်၍အဘိနန္ဒနာစိတ်တေနာလွန်နှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိပြာကြကုန်လျက်အဘိနန္ဒနာစိတ်တေနာဟောဒီကိုယ်သူလည်းပဲရှိတဲ့ဝဲနောက်တဲ့ဝဲနဲ့နှစ်ပွဲဟောရတာအချိန်တော်ကြာတယ်ငါတို့လည်းပဲရှိတဲ့ဝဲနောက်တဲ့ဝဲနဲ့သူရှိမှငုတ်တော်ကြီးလေးထိုင်ပြီးတော့ထပြေလို့မရတာသူသိတယ်ဒါတော့သူလည်းတတ်တာငါတို့လည်းကောင်းမညောင်းတဲ့တရားလေးဟောပြီးတော့မြင်မြန်သိပါတော့လားအောင်မလေးမပြီးနိုင်မစီနိုင်တရားကြီးဟောနေတယ်ရဲ့လို့တရားရှိတဲ့ထင်စိတ်ထဲမှာမကြည်မလင်းနဲ့မနက်ဖြန်ဆိုရင်ငါကတော့ဇုံငါမနာတော့ဘူးလိုက်ကပဲနာတော့မယ်ဒါဆိုရင်ငါလစ်လို့ရတယ်လို့မကောင်းတဲ့အတွေ့အကြုံတွေများစိတ်ကူးအမာကြီးနဲ့အိတ်ကြမယ်ဆိုရင်ပရိသတ်အဲ့ဒီလိုကြီးတော့မတွေးကြပါနဲ့ဒီတရားမျိုးကဘဝတစ်ကြောင်းလုံးမှာအမိစကားအဖိစကားနဲ့ဆက်တဲ့ကျေးဇူးစခြင်းကငါပထမဆုံးဟောတဲ့တရားဖြစ်ပါတယ်။ယင်ထဲမှာလည်းပဲဟောခြင်းစိတ်တွေကတကယ်ကိုများနေတယ်။ကျန်တဲ့သာသမီတွေလည်းပဲအမတ်တမဲနေအမိစကားအဖိစကားလေးမိထားမှာဆိုတဲ့အတွက်ကြောင့်မေတ္တာတွေကလည်းပူသွားတာဖြစ်ပါတယ်။ဒါကြောင့်လေဒီကနေ့သာဒီတရားကဒီလိုရှိပေမဲ့နောက်တနေ့တရားကတခါတည်းပုံစံဖောက်လိုက်ပါမယ်။မနက်ဖြန်နဲ့သမဂမှာနှစ်ပုတ်နှစ်ရက်မှတရားလေးတစ်ပုတ်ကိုပဲနှစ်ရက်ခွဲဟောမှဖြစ်တဲ့အတွက်ကြောင့်မကြောက်ပါနဲ့ဒီနေ့ရှင်းသလိုမရှိပါဘူးလို့ရှင်းပြပါတယ်ဒါဆိုရင်နောက်တစ်ရက်နှစ်ရက်အတွက်အပြင်းမှန်သိပြီဖြစ်တဲ့အတွက်ကြောင့်နောက်လေးကြရင်လည်းငါဘလောက်ရှိချင်းနာအောင်မဲဆိုတဲ့မေတ္တာစိတ်လေးတွေပြန်ကသွင်းပြီးတော့အမှန်လေးတွေပေါ်လို့ကျင့်တတ်ကြပြီဆိုရင်ရလိုက်တဲ့တရားလေးတူတာရှိတာမတွေ့တော့ပဲနဲ့ရလိုက်တဲ့တရားလေးကိုပဲကြည်ရင်နဲ့ကြည်လင်လင်ဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်သောသူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုဘာသာထာသုံးကြည်သုံးဝါနှုံမြတ်အား၍ကောင်းစွာမသွေကျွေးလိုက်ကြလေကုန်ရာတည်းနောက်နေ့ကျရင်ဒီလောက်မရှိပါဘူးဒီနေ့ကဏိဒန်းကပါတာကိုနောက်နေ့ကျတော့ဏိဒန်းကပြီးသွားပြီဟုတ်လားနောက်နေ့ကြောက်မှဆိုတော့ကိုယ့်ကို discount ချလိုက်ကြောင်းပြောနေတာကဲရေးစားကြမယ်အမြဝေမယ်တူတူတိုးတိုးလိုက်ဆိုမယ်ဣဒံနောပုံညာအာသဝခယံဝဟံဟောတုအရှင်ဖေယယနေ့ညချမ်းတွင်တပည့်တော်တို့ပြုခဲ့ကြသောအမြတ်ဆုံးအလူ
ဆုံး တရားအလှတော်နှင့် တရားသူတော်နှင့် ကုသိုလ်ကောင်းမှု ကုသိုလ်ကောင်း အစွတ်စွတ်တို့သည် စုစုတို့သည် အာသောတရား အာတော်တရား ၄ပါး ၄ပါး ကိုယ်ရာဖြစ်သောနိဗ္ဗာန်ကို ကိုယ်ရာဖြစ်သောနိဗ္ဗာန်ကို မရရအောင် ရရအောင် ရွတ်ဆောင်နိုင်သည် ရွတ်ဆောင်နိုင် ဖြစ်ပါစေသာ ဖြစ်ပါစေသာ အရှင်မြတ်ဗျာ ရှင်မြတ်ဗျာ ဤကုသိုလ်နှင့် ဤကုသိုလ်နှင့် စတ္တမြတ်ကို သတ္တမြတ်ကို တရှိထင်ရှား သက်ရှိထင်ရှား မိဘဘိုးဘွား ဘုရားဘုရား ဆရာသမားများနှင့် ဆရာသမားများနှင့် ကွယ်လွန်ပြီးသော တော်ပြီးသော မိဘဘိုးဘွား မိဘဘုရား ဆရာသမားများကို ဆရာသမားများကို အစထား၍ စာထား၍ 30ဘုံ 30ဘုံ ကျင်လေကုန်သော ကျင်းလေကုန်သော တတ္တဝါအပေါင်းတို့အား တတ္တဝါကောင်းတို့အား ကုသိုလ်အမြတ် ကုသိုလ်မြတ် ပေးဝေငှပါ၏ ပေးဝေငှပါ အမြတ်ရကြ၍ ၏ရကြ ဝါမြောက်ဝမ်းသာ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ပြီလျင် သာဓုခေါ်နိုင်ပြီးလင် ကောင်းမြတ်သော ကောင်းမြတ်သော ဘုံဘဝ၌ ဘုံဘဝ၌ ကျမ်းမာချမ်းသာ ဝမ်းမာချမ်းသာ ဝမ်းသာကြသည် ဝမ်းသာကြသည် ဖြစ်ကြပါစေသော ဖြစ်ကြပါစေသော ကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်ယူကြသာဓုသာဓုသာဓုကဲအားလုံးဖြစ်တဲ့နည်းနဲ့ပြည့်ပြည့်စုံစုံနဲ့မိဘကျေးဇူးကိုအာရပါရဆက်နိုင်သူများဖြစ်ကြပါစေဗျာ 6ပဲ Chào, chào, chào.